သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်တဇမိုးလပိကျော်6ရက်2013ခုနှစ်နိုဝင်ဘာလ23ရက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်မဟာမြိုင်1ရပ်ကွက်ဓမ္မမန္တအတွင်းဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဒေါက်တာဆန်းဆန်းရင်ဒေါက်တာတန်းနွဲ့သမီးဒေါက်တာစပယ်ဖူးတာမောင်ရန်ရှင်မောင်အောင်မိသားစုတို့ဤတတိယအကျိန်မြောက်တတိယနေ့ဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း17တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမိယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသိချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချင်လက်အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွန်ကြီးကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပေမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖတ်များစွာရောက်တော်မူခဲ့ရရှာလိမ့်ပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတဏနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း17 6ဝါမြောက်မှာမကုလတောင်ဝါဆိုပြီးတဲ့နောက်ဒေသစာရိခီလှည့်လည်ပြီးတော့ကြွတော်မူတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာ3လတာမြတ်တာဝါတွင်ကာလရပ်နာပြီးတော့မိုးလိပ်ကုံဆုံးလို့ခြေကင်းလက်သိမ်းတာရာနဲ့တပြိုင်နက်ထိုထိုမြို့ရွာသို့ကြွရောက်တော်မူခဲ့တယ်တရားဓမ္မဟောပြောလို့ကိုရောမြတ်ကိုလက်ဥလေးတစ်ချိန်လောက်လက်ဥကလေးခြိလိုက်ရတာနဲ့ကောင်းရသူကလေးရောက်သွားတဲ့ပုဂ္ဂိုလ်တွေမျက်လုံးဖွင့်ပြီးတော့ကြည်နူးတဲ့စိတ်လေးနဲ့ဖူးမြော်ယုံနဲ့လည်းပဲကောင်းရသူကလေးရောက်သွားတဲ့ပုဂ္ဂိုလ်တွေဒီလိုအများကျိုးအတွက်မြတ်စွာဘုရားခ
ยีติตสารีကြွချီတာဖြစ်ပါတယ်မရောက်ဘူးတဲ့နေရာရောက်ချင်လို့ဒီလိုသွားတာလည်းမဟုတ်ဘူးဒေသအဝန်းဝိုင်းထဲမှာရှိတဲ့တရားတွေရဲ့အကျိုးမလာမရောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖူးမြော်ပြီးတော့သမဏနိသဒသနံဆိုတဲ့မင်္ဂလာကိုရရှိကြပါစေတရားဓမ္မဟောပြောလို့တတ္တမသဝနာလို့ဆိုတဲ့ကုသိုလ်ထူးကိုစီးပူအထောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရကြပါစေနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကိုသိရှိပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ထို့ထို့ခရီးမှာဒေသစာရီကြွချီတော်မူခဲ့တာဖြစ်တယ်နတ်နဲ့တိုင်းညတိုင်းမှာလည်းပဲမိမိသတင်း300နေရာကနေပြီးတော့စัจ java လာတစ်ခုလုံးကိုဖြန့်ကျက်ပြီးသဗ္ဗညုတဉာဏ်ကွန်ရက်နဲ့ဖြန့်ကျက်ကြည့်ရှုလိုက်တဲ့အခါမှာထိုဉာဏ်ကွန်ရက်ကြီးတဲ့မှာပေါ်လာတဲ့တရားတွေရဲ့အခြေအနေကိုကြည့်ပြီးတော့ဘလောက်ပဲဝေးအကျိုးရှိမယ်ဆိုရင်တွားရောက်ပြီးတော့တရားဟောကြားတော်မူတာရှိပါတချို့ပုဂ္ဂိုလ်များအတွက်ကတော့ဝါဒနာဘာဂိယလို့ဆိုတာဝါဒနာဖြစ်ုံလေးဆိုပြီးရွယ်ပြီးတော့လဲဟောပြောခဲ့တာရှိတယ်အဲ့ဒါလို့မြတ်စွာဘုရားဟာထိုထိုရတ္တိဒေသစာရီကြွချီတာဝါရင်3လသာအနာယူပြီးတော့ကျန်တဲ့အချိန်ဒီမှာဒေသစာရီကြွချီတယ်အခုလဲဘုရားဖြစ်ပြီးတဲ့နောက်6နှစ်မြောက်လို့ဆိုရက်ဝါရင်ကာလ3လမှာမကုလတောင်မှာဝါဆိုပြီးတော့ခရီးဒေသစာရီကြွချီပြီးဘယ်ရောက်လာတော့ဆိုရာဇဂုံမြို့ပြန်ရောက်လာရာဇဂုံမြို့ပြန်ရောက်လာတဲ့အခါကျတော့ရာဇဂုံတတိရဲ့စီမံဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့လောကမှာယဟန္တာနဲ့တကုရှင်ရှိမရှိစူးစမ်းပြီးစန္ဒကုတပိတ်ချိတ်ဆွဲထားရာကစမြတ်စွာဘုရားသခင်ကိုရောမြတ်ကတပိတာဝကတွေအရှိညောမြင်ပြီးတော့အဋ္ဌိပါတိဟာရိယလို့ဆိုတဲ့တကုကိုလူ့ကြောင့်တွေကိုမပြရဘူးခိဟိနံလို့ဆိုတော့ယဟန်ချင်းချင်းတော့ပြခွင့်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်တော့ရမပြရဘူးဆိုတဲ့သိက္ခာပုဒ်ပြည့်ညတ်လိုက်တာဒါဟာလွဲမှားစွာယူဆမှာဖြစ်လို့အဋ္ဌိပါတိဟာရိယဆိုတာကိုမြတ်စွာဘုရားကအားပေးတော်မမူပဲနဲ့နေရာတကာမှာတကူပြတာမျိုးမလိုလားအဲ့လိုတကူမပြရဘူးပြရင်မှားယွင်းချွတ်ချော်တဲ့အလုတ်ကိုလှုပ်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့အပြစ်အာဘသင်ရောက်စေလို့ဒီလိုသိက္ခာပုဒ်ပြည့်ညတ်ခဲ့တာပေါ့အဲ့ဒါလို့သိက္ခာပုဒ်ပြည့်ညတ်လာတဲ့အခါမှာအရာခတ်သိမ်းဟာမမျော်လင့်တဲ့ဘက်ကနေပြီးတော့ပြဿနာဆိုတာတက်တက်လာတတ်တယ်ပေါ့ဒါမျိုးကို side effect လို့ခေါ်တာပေါ့နော်ပြဿနာဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်တစ်ခုဖြေရှင်းလိုက်ရင်နောက်တစ်ခုဆိုတာဝင်ရောက်လာတတ်သေးတာပဲဒါပြည့်ညတ်တဲ့ပုဂ္ဂိုလ်ကြောင့်မဟုတ်ဘူးတခြားပုဂ္ဂိုလ်တွေကြောင့်လည်းပဲပြဿနာဆိုတာဝင်ရောက်လာတတ်တယ်အတွေးအမြင်အယူဆကွဲပြားခြားနားလို့မြတ်စွာဘုရားရဲ့သိက္ခာပုဒ်ပြည့်ညတ်တော်မူမှုကတော့အရှိမြော်မြင်ထားပြီးတော့အချက်ဆက်ချက်ကိုမူတည်ပြီးတော့သိက္ခာပုဒ်ပြည့်ညတ်ထားများသောအားဖြင့်တန်ဃာတွေအလုံးကဒါလှုပ်တဲ့နေဟုတ်တယ်လှုပ်ပါဖရာလို့တောင်းပန်လျှောက်ထားလောက်အောင်ခြေနေကောင်းတဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့သိက္ခာပုဒ်ဒီစီကံတွေကိုမြတ်စွာဘုရားချမှတ်ပေးတာဖြစ်တယ်သိက္ခာပုဒ်ပြည့်ညတ်ချမှတ်လိုက်တဲ့ဖြင့်ဥပရိသတ်မှတ်လိုက်တဲ့ဖြင့်တန်ဃာတွေဟာအနေထိုင်ကြက်တဲသွားတာမရှိပဲနဲ့ပို့လို့လိုက်နာရလွယ်ကူသွားတာမျိုးတွေဖြစ်လာသိက္ခာပုဒ်ကိုချိုးဖောက်လို့တဲ့စီးမဲ့ကမ်းမဲ့နေလိုတဲ့ပုဂ္ဂိုလ်တွေကိုလည်းနှိပ်ကွက်ပြီးသားဖြစ်တယ်
စီကံတကြနဲ့ရင်ကျေးလိမ္မာစွာနေလိုတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းအထောက်အကူဖြစ်စေရဒီလိုရည်ရွယ်ချက်တွေနဲ့ပြညတ်မျက်မှောက်ဘဝမှာဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလည်းဟန်တာပြီးသားဖြစ်ပြီးတမလွန်ဘဝမှာဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလည်းကြိုတင်ဟန်တာပြီးသားဖြစ်ရသာသနာတော်ကိုမကြည်ညိုသေးတဲ့ပုဂ္ဂိုလ်တွေလည်းကြည်ညိုလာပြီးကြည်ညိုပြီးသားပုဂ္ဂိုလ်တွေဟာလည်းပဲစားတဲ့တဘို့တိုးပြီးတော့ကြည်ညိုလာစေရမယ်ဆိုတဲ့အခြေအနေကောင်းတွေကိုဖန်တီးပေးတဲ့အနေနဲ့စိကံဥပဒေတွေကိုပြညတ်တာဝိနည်းနုက္ခာယတတ္တမထိတိယမြတ်စွာဘုရားရဲ့အဆုံးအမကိုထောက်ကူဖြစ်ပြီးတော့တတ္တမလို့ဆိုတဲ့သူတော်ကောင်းတရားတွေရည်ရှိတင်တတ်ဖို့ရေရှိတည်ထမ်းဖို့အတွက်အထောက်အကူအကျိုးပြုမဲ့စိကံဥပဒေတွေဖြစ်တယ်ဒီအခြေခံမူ10ချက်ကိုဒီမူ10ချက်ကိုအခြေခံပြီးတော့မြတ်စွာဘုရားဝိနည်းသိက္ခာပုဒ်တွေပြညတ်ထားဖြစ်တယ်မြန်မာနိုင်ငံလွတ်လပ်ရေးရလာတဲ့အချိန်တုန်းကလည်းဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေရေးဆွဲတဲ့အခါမှာအခြေခံမူတွေကိုအရင်ချမှတ်တယ်ချမှတ်ပြီးတော့မှဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာရေးရတယ်ဒီလိုပဲမြတ်စွာဘုရားကလည်းဥပဒေတစ်ခုကိုသတ်မှတ်တော့မယ်ဆိုရင်အခြေခံမူ10ချက်ကိုချမှတ်တာအဲ့ဒီမူ10ချက်နဲ့ဘောင်ဝင်အောင်လုပ်ပြီးတော့မြတ်စွာဘုရားရဟန်းတော်တွေအတွက်စည်းကမ်းချက်တွေသတ်မှတ်ပြီးတော့သွားတယ်အဲ့ဒီစည်းကမ်းချက်တွေရှိတဲ့တည်းပဲမြတ်စွာဘုရားနဘိက္ခေဂီဟိနံဥတ္တရိမလုဿဓမ္မအဋ္ဌိပါတိဟာရိယဓတ္တိတပံလူ့ကြောင့်တွေကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အရေးချင်းဖြစ်တဲ့အဋ္ဌိပါတိဟာရိယဆိုတဲ့တကုံမျိုးမပြရဘူးယောဓတေယအာဘာတိဒုက္ခတပြတဲ့ယဟန်ဟာဒုက္ခတလို့ဆိုတဲ့မလုတဲ့နာကိုလှုပ်တယ်လို့ဆိုတဲ့အပြစ်သက်ရောက်ရမယ်လို့ဒီလိုသိက္ခာဟောတစ်ခုပြညတ်လိုက်တာဒါကမိမိရဲ့တပည့်သားမြေအတွင်ဒီသိက္ခာပုဒ်ပြညတ်လိုက်တာဟာတော့အလွန်ကောင်းမြတ်တဲ့အရှိမြော်တဲ့လုပ်ရတစ်ခုပဲသာသနာတော်ဆိုတာတကိုးပြရုံနဲ့မကြည်ညိုသေးတဲ့လူတွေကြည်ညိုလာမယ်ဆိုတာမဖြစ်နိုင်ဘူးလောကမှာထူးထူးဆန်းဆန်းလုပ်ပြတိုင်းလူတွေကယုံတာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကဒီနိလန်းကိုအသုံးမပြုရဘူးဆုံးမသွန်သင်မှုသာအသုံးပြုရမယ်လို့ဒီဟာကိုနေရာတကာမှာအသုံးချမှာဆိုလို့သုံးချရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြညတ်လိုက်တာအဲ့ဒါလို့ပြညတ်လိုက်တဲ့အခါကျတော့မမျော်လင့်တဲ့ဟာတွေဘာတွေတက်လာတယ်ဘယ်ပြဿနာတွေဖြစ်လာတယ်လဲလို့ဆိုမြတ်စွာဘုရားနဲ့ရှင်ပြိုင်ပြီးတော့မြတ်စွာဘုရားအပေါ်မှာမနာလိုစိတ်တွေပြင်းထန်နေကြတဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေကသူတို့အတွက်ဝါဒဖြန့်မှုတစ်ခုဖြစ်သွားတယ်ဘယ်လိုဝါဒဖြန့်ကြတော့ဆိုကြည့်တဲ့ဟောဒီတန်ဖိုးမရှိတဲ့တပိတ်တစ်လုံးအတွက်တို့ဟာတကုပြားတွေဟာမပြဘူးမှန်တော့သူတို့မရှိလို့မပြမစွမ်းနိုင်လို့မပြတာကိုပဲယဟန်ဂေါရမတပည့်တွေကတော့မပြတဲ့နာပြလို့ခုသူ့ဆရာကစီကံတွေထုတ်ကုန်ပြီမပြရဘူးလို့စီကံတွေထုတ်တယ်ငါတို့ကမပြနိုင်လို့တကူမပြနိုင်လို့မပြတာမဟုတ်ဘူးတန်ဖိုးရှိတဲ့အရာမဟုတ်သည့်အတွက်ကြောင့်တို့ကတကူမပြတာဟောရလို့ဝါဒဖြန့်မှုတစ်ခုဖြစ်ပေါ်လာတယ်ဒါကခဏိခေတ်မှလည်းဒါမျိုးတွေဖြစ်တာပဲလေလူအတိုင်းပိုင်းဝါဒဖြန့်เสียအကွက်တစ်ခုရောက်လာပြီးတော့အရေးကြီးတဲ့ကိစ္စမှာတို့ကတကူမရှိတာမဟုတ်ဘူးတကူရှိတယ်ရှင်ပြိုင်ရမယ်ဆိုရင်ငါတို့တကူပြရဟန်းဂေါရမနဲ့ပြိုင်ပြီးတော့ငါတို့တကူပြရဲရဲဝုန်းဝုန်းကြီးသူတို့ပြောလာကြတယ်ဘာဖြစ်လို့လဲဆိုရဟန်းဂေါရမဟာတပည့်တာဝကတွေကိုမလောက်ရဘူးလို့တားမြစ်ထားရင်သူလဲလိုက်နောက်တာပဲသူလဲလောက်မှာမဟုတ်ဘူးအဲ့တော့သူ့ကိုယ်သူချီနှောင်ထားပြီးသားဖြစ်နေတယ်ငါတို့ကဝါရဖြန့်ကျင်နိုင်ဖြတ်လို့ရတယ်စိန်ခေါ်လာကြတာချဲလင်လောက်လာကြမြတ်စွာဘုရားကိုတကူပြမယ်ပြိုင်မယ်တန်ဖိုးမရှိတဲ့တပိတ်
ဒီစန္ဒကုအတွက်ငါတို့ကမပြတာတကယ်ကိုတို့ရဲ့အစွမ်းတတ္တိတွေကိုပြရမယ်ဆိုရင်သူ့တပည့်တွေနဲ့ပြိုင်ကြရမလို့ဘူးယဟန်ဂေါရမကိုယ်တိုင်နဲ့ငါတို့ကပြိုင်မယ်လို့ဆိုရယ်ဝါဒဖြတ်မှုတွေလောက်လာကြတယ်ပေါ့ဒါဒီပြဿနာလေးလို့ဒါကအထူးဆန်းမဟုတ်ဘူးလောကကြီးမှာဒီတိုင်းပဲနော်ဝါဒဖြတ်နေတဲ့ပုဂ္ဂိုလ်ကဒါသူ့အတွက်အကွက်ဝင်သွားတဲ့သဘောပဲအဲ့ဒီလိုဝါဒဖြတ်လာတဲ့အခါမှာစိုးရိမ်စိတ်တွေဖြစ်လာတာတော့ရာဇဂိုမြို့မှာရှိတဲ့ဗေမိတာရမင်းကြီးပဲဗေမိတာရရဲ့နိုင်ငံတော်မှာဘာသာရေးကောင်းဆောင်တွေကအများစုနေထိုင်ကြတာအဲ့တော့ဒီသတင်းတွေဟာနောက်ဆုံးမှာဘုရင်နားထီအောင်ကြားလာတဲ့အခါကျတော့မြတ်စွာဘုရားကသိက္ခာပုဒ်ပြညတ်လိုက်တယ်တဲ့တကူမပြရဘူးဆိုတော့လှုပ်လိုက်တဲ့အဲ့ဒါလို့မပြရဘူးဆိုတော့မှဟိုကစိန်ခေါ်နေကြတယ်လာပြိုင်မယ်ဆိုတာတွေလှုပ်လာကြတယ်အဲ့ဒါလို့လှုပ်လာတာအခုချိန်မှာဘယ်လိုလှုပ်မလဲမြတ်စွာဘုရားကိုသွားလျှောက်တယ်အရှင်ဘုရားယဟန်နေတကူမပြရဘူးလို့သိက္ခာပုဒ်ပြညတ်တယ်ဆိုတာဟုတ်သလားဟုတ်တယ်ဒါဆိုရင်ဒိဋ္ဌိတွေဘာသာကြားခိုင်းဆရာတွေကဝါဒဖြန့်ကုန်ပြီရှင်ဘုရားနဲ့တောင်ပြိုင်မယ်တောင်လုပ်နေကြပြီလို့ဆိုအဲ့တော့မြတ်စွာဘုရားကအေးတကူပြမယ်ဆိုလို့ရှိရင်ငါကိုလာပြိုင်နေတယ်ဆိုရင်လေငါကလည်းပဲတကူပြိုင်ပြီးတော့ပြမယ်လို့မြတ်စွာဘုရားပြောလိုက်တော့ဘုရင်ကြီးကမျက်လုံးကျူးသွားဟာအရှင်ဘုရားကမပြရဘူးလို့သိက္ခာပုဒ်ပြညတ်ပြီးတော့အရှင်ဘုရားအခုပြမယ်ပြောတော့ဘယ်လိုလဲတဲ့ဆိုတော့မြတ်စွာဘုရားကရှင်းပြတယ်သိက္ခာပုဒ်ဆိုတာတပည့်တွေအတွက်ပြညတ်တာငါအတွက်မပါဘူးအဲ့ဒါလို့ဆိုသိမမလားလို့ဆိုသိနာဘောတဲ့ဥပမာတစ်ခုဘုရင်ကြီးရဲ့တည့်ရဲ့ဥယျာဉ်ထဲမှာတရားသီးတွေမှဲပြီးတော့ယာသီနဲ့တရားသီးတွေတီးလာတဲ့အခါဘုရင်ကြီးကမိန့်ထုတ်တယ်မဟုတ်လားငါတည့်ရဲ့ဥယျာဉ်ထဲကဘယ်သူမှတရားသီးကိုခူးခွင့်မရှိဘူးမခူးရလို့ဆိုမိန့်ထုတ်တာဟုတ်ပြီအဲ့ဒါလို့မိန့်ထုတ်ထားတဲ့တရားဥယျာဉ်ထဲမှာအရှင်မင်းကြီးဝင်ပြီးတော့ခူးတော့ရောဘယ်လိုလုပ်မလဲလို့ဆိုဟာတပည့်တော်ကအာနာပိုင်ပဲတဲ့တပည့်တော်လုပ်လို့ရတာပေါ့တဲ့အေးအဲ့ဒါလိုပဲတဲ့ငါဘုရားဟာတပည့်တာဝကတွေပေါ်မှာဆုံးဖြတ်နိုင်ခွင့်ရှိတာဖြစ်သောကြောင့်တပည့်တွေကိုသာလဲအရှင်မျောတွေးပြီးတော့ဒါတွေမလုပ်သင့်ဘူးလို့မလုပ်နဲ့လို့ဥပရိသတ်မှတ်ထားငါကတော့လုပ်သင့်ရင်လုပ်နိုင်တဲ့အနေထားရှိသည့်အတွက်ကြောင့်ဒီဥပရိစည်းမျဉ်းဟာငါမပါဘူးလို့ဒီလိုမိန့်လိုက်တဲ့အခါကျတော့ဗေမိတာရမင်းကြီးကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဒီသတင်းကဘယ်လောက်ထိအောင်ပြန့်သွားတော့ဆိုတနိုင်ငံလုံးပြန့်သွားတဲ့အခါခုနကလိုဖះကို challenge လုပ်ပြီးတော့စိန်ခေါ်လာတဲ့တကူဘာမှမရှိဘဲနဲ့ကြွားယုံကြွားတဲ့ဘာသာရေးခိုင်းခေါင်းဆောင်ကြီးတွေဟာတုန်လှုပ်သွားကြတယ်ဟာသိက္ခာပုဒ်ပြညတ်တာသူ့အတွက်မဟုတ်ဘူးတဲ့တပည့်တွေသာပြညတ်တာသူကတော့လာပြမယ်ဆိုရင်သူပြမယ်ဆိုတာကိုသူကိုယ်တိုင်တကူပြတွေဟာပြမယ်လို့ပြောတယ်ဒီတစ်ခါတော့ငါတို့ဒုက္ခရောက်ပြီပေါ့သို့တော်လည်းဟန်မပြတ်နေကြတယ်လူတွေဆိုတာဟန်ကိုဖို့ပဲနော်ဟန်ကိုဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့ဟန်မပြတ်နေကြတယ်အဲ့ဒီမှာဗေမိတာရမင်းကြီးကလျှောက်တယ်အရှင်ဘုရားတကူပြတွေဟာပြမယ်ဆိုရင်ဘယ်မှာပြမှာလဲဘယ်တော့ပြမှာလဲဘယ်မှာပြမှာလဲဆိုဘယ်တော့ပြမှာလဲလို့ဆိုဒီကနေ့ကနေနောက်၄လကုံဆုံးသွားတဲ့နောက်မှာငါပြမယ်ဆိုအဲ့တော့တပေါင်းလာပြီးချောရက်လောက်မှမြတ်စွာဘုရားဆုံးဖြတ်တဲ့သဘောပေါ့တပေါင်းလာပြီးချောလောက်ကဆုံးဖြတ်လိုက်တာဒီ၄လကုန်ရင်ငါပြမယ်ဆိုတကူကစုံနေုံဝါဆိုလာပြီးနေ့လောက်မှ၄လကုန်တာမျိုးဖြစ်တယ်ဝါဆိုလာပြီးမှပြမယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်တပေါင်းလာကနေပြီးတော့ဆုံးဖြတ်ချက်ပေးလိုက်တယ်ဒိတ်ပေးလိုက်တယ်ပေါ့ဝါဆိုလာပြီးနေ့မှငါပြမယ်၄လကျော်တဲ့ဝါဆိုလာပြီးနေ့မှငါပြဘယ်မှာပြမလဲလို့ဆိုတာဝတိမြို့မှာပြရာဇဂိုမှာမပြဘူးတာဝတိမြို့
ရာဇဂုနဲ့တာဝတိဆိုတာ45ရုပ်ဆိုတာဝေးတယ်သွားရအောင်အဲ့ဒီတာဝတိမြို့မှာတရက်ပင်ရင်းမှာအားလုံးမြင်သာထင်သာတဲ့တကုပြရိယာကိုပြမယ်လို့မြတ်စွာဘုရားကဒီလိုမိန့်ကြားလိုက်တဲ့စကားဟာမကရာတိုင်းတိုင်းလုံးမကြခင်ပဲပြန့်နှံ့သွားတော့တိဋ္ဌိတွေကဟန်မပြတ်ပဲသူတို့လေအေးရန်ကုန်မှာတကုပြမယ်ဒါတကြိုမှာတော့သူမပြဘူးတာဝတိမှာပြမယ်ပြတဲ့အခါမှာလည်းပဲတရက်ပင်အောက်မှာပြမယ်လို့ဆိုတော့သူတို့ကြိုတင်ပြီးတော့လူထင်ကြည့်အောင်တာဝတိပြည်ကိုခီးထွက်ကြထွက်ပြီးတော့တရက်ပင်ပြန်ပြမှာဆိုသည့်အတွက်ကြောင့်တရက်ပင်ကြီးအကုန်ဝယ်ပြီးတော့ခုတ်လှဲပြစ်လိုက်တယ်တရက်ပင်တပင်မှမကြအောင်လုပ်ပြစ်တယ်ဒီလိုလုပ်တယ်လို့ဆိုတာမှတ်တမ်းထဲမှာဒီလိုထည့်တာဒါကတော့ပုရုဇဉ်တွေလူတွေရဲ့အတွေးဟာဒီတိုင်းပဲရှိတာဒီနေရာလုပ်မယ်ဆိုရင်လုပ်မဖြစ်အောင်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ်တွေပေါ့နော်အဲ့ဒီလိုလုပ်တာမြတ်စွာဘုရားကဒီတကောဗျာတိဟာတကောဗျာတိဟာဗျာတိဟာဆိုတဲ့စကားလုံးကတကယ်ကတော့ပါဠိဘာသာမှာပါတိဟာရိယလို့အဓိပ္ပာယ်စကားလုံးရှိပါတိဟာရိယပါတိဆိုတာဆန့်ကျင်ဘက်လှုပ်တဲ့ပုဂ္ဂိုလ်တွေကိုဖယ်ရှားနိုင်တဲ့ဟာရိယဆိုတာဖယ်ရှားနိုင်တဲ့စွမ်းရည်တတိအစွမ်းတကူလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်စွမ်းတကူဆန့်ကျင်ဘက်လှုပ်တဲ့ပုဂ္ဂိုလ်တွေကိုတွန်းလှန်ဖယ်ရှားနိုင်တဲ့စွမ်းရည်တတိမျိုးတကူပြရိယလို့ခေါ်အဲ့ဒီထက်မဲ့ယမကပါတိဟာရိယဆိုတာယမကဆိုတာအစုံလို့ပြောတာကပ္ပောပေါ့နော်အစုံပါတိဟာရိယစัจ jin ဘက်ကိုဖယ်ရှားနိုင်တဲ့အစွမ်းတကူတဲ့ယမကအစုံဆိုတာဘာကိုပြောတာလဲဆိုစัจ jin ဘက်အစုံတစ်ခုကရေနဲ့မီးပဲခန္ဓာကိုယ်မှာရေကရေနဲ့မီးတစ်ပြိုင်နဲ့ထွက်အောင်စွမ်းတတိတစ်ခုလှုပ်ပြတာဖြစ်နိုင်ဖို့ခဲရင်တဲ့အရာတစ်ခုလှုပ်ပြတာပေါ့အဲ့ဒါလို့ဖန်ဆင်းပြီးတော့ပြတဲ့ယမကပါတိဟာရိယမြတ်စွာဘုရားဒီအချိန်တာဝတိမြို့မှာပြမယ်ဆိုတာတတိယမြောက်ပြခြင်းပဲလို့ဒီလိုပြောလို့ရမယ်ပထမအချိန်တုန်းကဘယ်မှာပြခဲ့တာတုန်းလို့ဆိုဘုရားဖြစ်ပြီးနောက်ပါလင်္ဂတတ္တဟအနေနဲ့ဘောဓိပင်ရင်မှာပဲ9ရက်ဆက်ပြီးတရင်သုံးတမဘဝင်စားပြီးတော့နေတယ်ပါလင်္ဂတတ္တဟပြီးတဲ့အခါဘောဓိပင်နာကအနည်းငယ်အရှိမြောက်ဘက်ကိုခွာပြီးတော့မလန့်မကန့်ကနေမြတ်စွာဘုရားဘောဓိပင်နဲ့မိမိထိုင်နေရပလင်ကိုကြည့်ပြီးတော့မမိတ်သောမျက်လုံးနဲ့ကြည့်ပြီးဒီနေရာဟာငါ့အတွက်အမတန်တန်မိုးရှိတယ်ဒီနေရာမှာငါတရားထူးတရားမြတ်ရတယ်တဝိจุတဉာဏ်ကြီးကိုငါဒီနေရာရခဲ့တာလို့ဒါတော့လောကရဲ့သဘာဝပဲလေလူတိုင်းကိုအောင်မြင်ခဲ့တဲ့နေရာလေးတော့အမှတ်တရရှိကြမှာပေါ့မြတ်စွာဘုရားကလည်းတရားထူးတရားမြတ်ရတဲ့နေရာကိုအမှတ်အသားအနေနဲ့မမိတ်သောမျက်စိဖြင့်9ရက်တိတိကြည့်ပြီးတော့ပိဋိသောမနတဖြစ်တာပေါ့အဲ့ဒါလို့နေတဲ့အချိန်နတ်တွေကဘာဖြစ်လာတော့ဆိုဖះပေါ်မှာတန်တရားဝင်လာကြတယ်အေးဖះဖြစ်သွားပြီဆိုပြီးတော့ဒီဘောဓိပင်နဲ့ပလင်နာကမခွာနိုင်ဘူးပလင်ကိုစိုက်ကြည့်နေတယ်ပေါ့ဒီပေါ်မှာဆွလမ်းမှုတွေဖြစ်နေပုံရတယ်လို့တချို့နဲ့တည်းမြတ်စွာဘုရားရဲ့စိတ်ဓာတ်ကိုမသိတဲ့အခါမှာအဲ့ဒါလို့ယုံမတန်တရားတွေဖြစ်လာတယ်မြတ်စွာဘုရားပေါ့တွေ့တာမှုတွေရှိနေတယ်ဒီနာကမခွာနိုင်ဘူးလို့အဲ့ဒါလို့တွေ့တာမှုတွေရှိတယ်လို့နတ်တွေကတွေးလာတဲ့အတွေးကိုဖယ်ရှားဖို့ဆိုပြီးတော့မြတ်စွာဘုရားဟာအဲ့ဒီနာပတ်ဝန်းကျင်မှာယမကပါတိဟာရိယလို့ဆိုတဲ့အစွမ်းတကူကိုပြတယ်ဆိုတာပြသင်လို့ပြတာပေါ့လူထင်ကြည့်အောင်လှုပ်တာမျိုးမဟုတ်ဘူးထင်ကြည့်အောင်လှုပ်တာမျိုးမဟုတ်ဘူးတန်တရားဝင်လာတဲ့ပုဂ္ဂိုလ်ကြီးတန်တရားရှင်းသွားဖို့ဆိုပြီးတော့မိမိမှာဒီလိုအစွမ်းတကူတွေရှိတယ်နော်အစွမ်းတတ္တိဆိုတာ
နော်တတ္တိထာမစွမ်းပလကိုမပြမသိပြမသိဆိုတာမြန်မာစာပေထဲမှာတောင်ရေးထားတာလေလူတွေဆိုတာစွမ်းတတ္တိမပြရင်မသိဘူးမသိတဲ့အခါအထင်မြင်တစ်မျိုးတွေဖြစ်တယ်ဒါကြောင့်မို့ပြတဲ့အခါမှာပြတယ်မြတ်စွာဘုရားအဲ့ဒီမှာရေမီးစုံတကောပြတွေဟာကိုပြတယ်ဘယ်လိုပြတာတုံးလို့ဆိုတဲ့အခါမှာဥပမာမယ်ပြတာတွေကနေရာအမျိုးစုံပြတယ်ထင်မယ်လက်ဝဲမျက်လုံးလက်ရမျက်လုံးဆိုပါစို့လက်ဝဲမျက်လုံးကမိလျံနေပန်းထွက်နေတဲ့အခါမှာလက်ရမျက်လုံးကရေအလျံနေပန်းထွက်နေတယ်ရေနဲ့မီးအစုံပြတာနော်ရေနဲ့မီးဆိုတာဆန့်ကျင်ပဲချီအဲ့တော့မီးဖြစ်ဖို့အတွက်တေဇောကတိုင်းကိုဝင်စားပြီးတော့သရုတ်ထဇန်တိအောင်ရောက်ပြီးတဲ့အခါမှာအဘိညာဉ်အနေနဲ့လက်ဝဲမျက်လုံးကမီးလျံနေထွက်ပါစေဆိုတဲ့အဋိဋ္ဌံမှုနဲ့ဖန်ဆင်းရတယ်အဲ့ဒါပြီးပြီဆိုတော့မှအာဘောကတိုင်းဝင်စားတမာရိစွမ်းအားတွေနဲ့သရုတ်ထဇန်တိအောင်သွားပြီးအဘိညာဉ်ရပြီဆိုတဲ့အချိန်ကြတော့မှလက်ရမျက်လုံးကရေပန်းနေပန်းထွက်ပါစေဆိုတဲ့အဘိညာဉ်တွေကိုဖန်ဆင်းမှုကိုလုပ်ရအဲ့တော့အဲ့ဒီနှစ်ခုကြားမှာခြားနာချက်လေးရှိတယ်တကယ်ကတော့ခြားနာချက်ရှိတယ် moment ဆိုတာမတူဘူးပေါ့ခဏချင်းမတူကြဘူးအဲ့ဒီခြားနာချက်ကလေးဟာကြည့်တဲ့ပုဂ္ဂိုလ်ကြတော့ခြားနာမှုမတွေ့ရတော့ဘူးတပြိုင်နက်လို့ဖြစ်တယ်ဘာဖြစ်လို့အလွန်လျင်မြန်လို့ပဲအလွန်လျင်မြန်ပြီဆိုရင်ခြားနာချက်ဟာမမြင်အောင်တာမန်ပုဂ္ဂိုလ်တွေတောင်ကိုယ့်အကိုကြည့်တယ်တယ်လီဗီရှင်းကြည့်နေတဲ့အချိန်မှာမျက်တောင်ခတ်လိုက်တဲ့အခါမှောင်သွားတာဒါပေမဲ့မှောင်တဲ့အချိန်လေးကအလွန်ကိုအချိန်တူတောင်းတာဖြစ်သောကြောင့်ကိုကြည့်နေတဲ့တယ်လီဗီရှင်းကပြတ်သွားတယ်လို့ကိုယ်စိတ်ထဲမှာမထင်ဘူးနော်မျက်တောင်ခတ်လိုက်ရင်မမြင်ရဘူးအဲ့ဒီအချိန်လေးကတကယ်ဟာသို့တော့ very short moment အလွန်ကိုတူတဲ့အချိန်ကလေးအပိုင်းကလေးဖြစ်နေသည့်အတွက်ကြောင့်မမြင်ရဘူးဆိုတာမသိလိုက်ရမှောင်သွားတယ်ဆိုတာတောင်သတိမထားမိဘူးလူတိုင်းဟာနော်25စက္ကန့်လောက်တစ်ချိန်မျက်တောင်ကခတ်နေကြတာခတ်တဲ့အချိန်ဟာမျက်နှာကိုအုပ်သွားတာမမြင်ရဘူးမျက်လုံးကိုဖုံးသွားတာမမြင်ရဘူးဒါပေမဲ့မမြင်ရဘူးလို့ပြောမှမသိဘူးမျက်လုံးကြီးကအမြဲပြုထားလို့ရတာမှမဟုတ်တာမျက်တောင်ခတ်နေကြတာပဲသို့တော့အမြဲမြင်နေရတယ်လို့ပဲစိတ်ကတည်းဒါတာမန်တောင်မှပဲလျင်မြန်မှုချောက်ပြတ်တောက်သွားတာမရှိဘူးမြတ်စွာဘုရားမှလည်းရေနဲ့မီးဒီနှစ်ခုဟာတစ်ချိန်စီလောက်ရတာဖြစ်တော့လေအလွန်နှံ့ညံသည့်အတွက်ကြောင့်တပြိုင်နက်ဖြစ်တယ်လို့ကြည့်တဲ့ပုဂ္ဂိုလ်တွေမှာဒီလိုခံစားကြရတယ်ပေါ့အဲ့ဒါကိုပြောတာယမိုက်ဗျာတိဟာတကိုးဗျာတိဟာရေမီးအစုံယမကကိုမြန်မာစာပေမှာယမိုက်လို့သုံးလိုက်တာပေါ့ပါတိဟာရိယကိုဗျာတိဟာလို့သုံးပြီးတော့ယမိုက်ဗျာတိဟာလို့မြန်မာစာပေမှာရေးတယ်အဓိပ္ပာယ်ကတော့ရေမီးအစုံဆန့်ကျင်ဘက်တွေကိုတွန်းလှန်ဖယ်ရှားနိုင်တဲ့အစွမ်းတကူလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါလို့ပြအဲ့ဒါကိုပဲမြန်မာမှာထူးမခြားနာသချင်းဆိုတာလောက်တာပဲလေအဲ့ဒီရေမီးအစုံတကူဗျာတိကပြတာကိုရှိတယ်ထူးမခြားနာဆိုတဲ့တခြင်းကိုနားထောင်မှုကြမှာပါနော်ထူးဆိုပြီးတော့မှနောက်ကမခြားနာရေမီးစုံနာဒီလိုသွားတာတို့တော့မြန်မာလူမျိုးတွေအများစုကဒီတခြင်းကိုမလိမ့်လာဘူးတဲ့ပုဂ္ဂိုလ်တွေထူးမခြားနာဆိုတဲ့အတန်လေးကိုကြည့်ပြီးတော့တခါလာလဲဒါတခါလာလဲဒါဆိုမင်းဟာကြီးကထူးမခြားနာကြီးပါလို့ဒီလိုပြောလို့ရှိကြတယ်ပေါ့နော်တကယ်ကအဓိပ္ပာယ်အဲ့ဒီလိုဆိုလိုတယ်လို့အဓိပ္ပာယ်မပေါက်ဘူးထူးဆိုတာတော်တော်ကိုထူးခြားတယ်ထူးရဲ့အဓိပ္ပာယ်ကအတော်ကိုထူးတာမခြားနာဆိုတာရေနဲ့မီးပန်းထွက်လာတဲ့အချိန်ဟာခြားနာမှုမရှိဘူးဒီလိုဆိုလိုတာပေါ့နော်ဒါထူးဆိုတာအလွန်အံ့ဩစရာကောင်းတယ်ထူးတယ်မခြားနာဘူးရေမီးအစုံတကုတ်ပြလေးဟာတပြိုင်နက်လို့ဖြစ်တာမို့ဈာထဲမှာခြားနာတာမရှိဘူးလို့ဒီအဓိပ္ပာယ်မျိုးနဲ့
ထူးမခြားနာတခြင်းညမပြည်မှာဒီတကိုးပြာတွေဟာကိုရည်စူးပြီးတော့ဖွဲ့ထားတဲ့တခြင်းမြတ်စွာဘုရားဂုဏ်ကိုအာရုံပြုပြီးထားတဲ့တခြင်းပေါ့အဲ့တော့မြတ်စွာဘုရားပထမဆုံးအချိန်ဒီတကိုးပြာတွေဟာကိုဘုရားဖြစ်ပြီးခါစားနှစ်ပတ်လောက်မှပြတယ်နောက်တစ်ခါဒုတိယအချိန်ဘယ်မှာပြတော့ဆိုတော့ဣတိပတနာမှာတဝါဆိုရာဇဂုမှာတဝါဆိုဘုရားဖြစ်ပြီးတဲ့နောက်မှာနှစ်လောက်နေပြီးတော့ဘုရားဖြစ်တာက35နှစ်နှစ်နေလိုက်တဲ့အခါကျတော့38နှစ်38နှစ်အရွယ်ရောက်တဲ့အခါကျတော့မှခမည်းတော်သုတ္တရဏမင်းကြီးကတမန်နေလွတ်ပြီးတော့ပင့်တယ်အဲ့ဒါလို့ပင့်တဲ့အခါမှာကပိလဝုကိုကြွကပိလဝုကိုကြွတဲ့အခါကျတော့ဆွေတော်မျိုးတော်တွေကကြိုးဆိုကြတယ်ကျိုးဆိုတော်လည်းပဲ6နှစ်တာ6နှစ်နော်တရားကျင့်နေတုန်းက6နှစ်ဘုရားဖြစ်ပြီးတဲ့နောက်2နှစ်ဆိုတော့10နှစ်တာခွဲခွာနေရနိုင်ငံကထွက်သွားတာ10နှစ်လောက်ကြာသွားတယ်ပေါ့မတွေ့တာ10နှစ်လောက်ကြာတယ်သိဒ္ဓထမင်းသားအနေနဲ့သူတို့ကတော့ထွက်သွားပြီးတော့တရားဓမ္မကျင့်ပြီးတော့ပြန်လာတဲ့သိဒ္ဓထဂေါရမရှင်းနှစ်ကြာကွဲကွာနေရတော့လည်းပဲသူ့ရဲ့အသက်ကြီးတဲ့နော်ဆွေတွေမျိုးတွေပေါ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တုန်းကတော့သူတို့လည်းအောက်ကသွားတော့ပေါ့လူဆိုတာခက်တယ်ခါတလေကြတော့ငါကကြီးတယ်ဆိုတဲ့မာမနာလည်းရှိတယ်တစ်ချိန်တုန်းကငါကဘာလုပ်ပေးခဲ့ရတာပါဆိုတာလည်းလူကတွေးတတ်တယ်ပေါ့နော်ကြံ့ကြံ့ဖန်ဖန်ဒီအနှိမ့်ဆရာကတောင်မှပဲဒီဝန်ကြီးကငါလက်အောက်ကသွားတာပါဘာလို့သူနှိပ်ပေးခဲ့တာအဲ့ဒါလို့ကြံ့ကြံ့ဖန်ဖန်ပြောတာမျိုးတွေကရှိသေးတယ်လေလူတွေသူ့လက်အောက်ကပဲဟုတ်တယ်လေသူကနှိပ်ပေးတာဟုတ်အဲ့ဒါလို့ကြံ့ကြံ့ဖန်ဖန်နေအပြောတွေကရှိတော့မြတ်စွာဘုရားအပေါ်မှာလည်းပဲသူကငါတူငါသားငါညီဟားတယ်ဘယ်နှစ်တောင်ငဲတာဆိုတဲ့မာမနာတွေနဲ့တာကွေမင်းတွေကသူတို့တွေငယ်ပြီးဂေါရမဗုဒ္ဓသိဒ္ဓထတွေငယ်တဲ့မင်းသားတွေမင်းသမီးတွေကိုရှေ့တွန်းဖို့သွားမင်းတို့ရှ िख ိုး respect ပေးသူတို့ကတော့နောက်ကနေထိုင်နေဘာလို့ရှင်ခိုးခြင်းမူငါတို့လည်းငယ်တယ်လို့ဆိုအဲ့တော့ဆွေတော်မျိုးတော်တွေကဘုရားရဲ့ဂုဏ်ကျေးဇူးကိုမသိကြဘူးတို့အမျိုးပဲတို့နဲ့တစ်ချိန်တော့တူနေသွားတာခုချိန်မှာရှ िख ိုးဝှချရမယ်ဆိုတာမလုပ်နိုင်ဘူးအဲ့ဒါလို့မာမနာတွေတက်နေတဲ့အချိန်မှာမြတ်စွာဘုရားဟာသူရလာတဲ့တရားဓမ္မရဲ့စွမ်းရည်တတ္တိဘလောက်ကြီးမားတယ်ဆိုတာကိုဆွေတော်မျိုးတော်ရဲ့ဒီအလကားကြီးနေတဲ့မာမနာဟာမဖယ်ရှားဘူးဆိုလို့ရှိရင်ရတဲ့ရလိုက်တဲ့ကုသိုလ်တွေမရဘဲနဲ့အကုသိုလ်တွေမြတ်ဒီမာနတရားဆိုတာဟာကောင်းကျိုးပေးတာမဟုတ်ဘူးတက်ဆိုးကျိုးပေးမတူတာတွေကိုအများကြီးရှိရတဲ့နဲ့မတူတာတွေအများကြီးရှိရတဲ့နဲ့တူတာလေးတစ်ခုမာမနာတက်ပြီးတော့ရှ िख ိုးဝါချခြင်းဆိုတာမလုံနိုင်တဲ့မာနခန်းနေတဲ့ဆွေတော်မျိုးတော်တွေသူတို့မအံ့ဩပဲမနေလောက်အလွန်အံ့ဩစရာကောင်းတဲ့တကူပြားတွေဟာမျိုးလုပ်ပြတယ်နော်ကောင်းကင်ပြန်တက်ပြီးတော့ရေမိအစုံတကူပြားတွေဟာကိုပြတယ်အဲ့ဒါလို့ပြလိုက်တဲ့အခါကျတော့ခမည်းတော်သုတ္တရဏမင်းကြီးကအဲ့ဒီတုန်းကတော့တိုင်းပြည်မှာသူခေါင်းဆောင်နေတယ်နဲ့တူတယ်သူကိုယ်တိုင်ကနေပြီးတော့ရှ िख ိုးလိုက်တဲ့အခါသူ့နောက်ကလူတွေဘယင်ကရှ िख ိုးပြီဆိုတော့နောက်ကလူတွေမနေနိုင်ဘူးအကုန်လုံးဝိုင်းပြီးတော့ရှ िख ိုးလာကြဆွေတော်မျိုးတော်တွေရဲ့မာမနာကိုချိုးနှိမ်ဖို့ဆိုပြီးဆွေတော်မျိုးတော်တွေအမြင်မှန်ရစေဖို့ဆိုပြီးတော့မြတ်စွာဘုရားအစွမ်းတကူတစ်ခုအသုံးပြုခဲ့တယ်အဲ့ဒါဒုတိယအချိန်ယမကပါဠိဟာတွေကတကူပြားတွေဟာပြခဲ့တာထူးမခြားနာတကူပြားတွေအခုဒိဋ္ဌိတွေရဲ့မဟုတ်မတရားဝါဒဖြန့်နေတဲ့
တကယ်အစွမ်းတတ္တိမရှိဘဲနဲ့အစွမ်းတတ္တိရှိအောင်လုပ်ပြီးတော့လူတွေကြားမှာဝါဒဖြန့်နေတဲ့ဒိဋ္ဌိတွေဟာတကယ်အစွမ်းမရှိဘူးအစွမ်းရှိရင်တရားဓမ္မရဲ့အစွမ်းရည်တတ္တိဆိုတာဒီလိုလို့လူတွေသိအောင်ပြချင်ဒီလိုပြမှလည်းပဲလောကလူသားတွေကသိရှိနိုင်အနုဝဆိုရင်အုပ်ရောရောကြောက်ရောရောဒီလိုမျိုးတွေဖြစ်လာမှာဆိုလို့မြတ်စွာဘုရားတကူပြဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်ပေါ့အေးလေးလကြော်လို့ရှိရင်သာဝတိမြို့အနီးမှာရှိတဲ့တပည့်ကြီးအောက်မှာတရက်ပင်ကြီးအောက်မှာတကူပြမယ်လို့ဒီလိုလဲဆုံးဖြတ်လိုက်ရောတကယ်အစွမ်းတတ္တိမရှိဘဲနဲ့လူထင်ကြည့်အောင်ဝါကြွားပြီးတော့နေကြတဲ့ဒိဋ္ဌိခေါင်းဆောင်ကြီးတွေဟာဟံမပြက်သူတို့ကိုသူတို့ဟံမပြက်တာလုံနေရတယ်ရင်ထဲကတော့ဖုံးလိုက်ကြောက်နေကြနော်ဘာလို့လဲဆိုတကယ်ကိုယ်မှရှိမှမရှိတာမရှိတာကိုဟံမပြက်နေကြပြီးတော့မြတ်စွာဘုရားနောက်ကနေပြီးတော့မပြတ်လိုက်နေသေးအောင်မြတ်စွာဘုရားနဲ့တကယ်လက်တွေ့မှာတကူပြမယ်ဆိုပြီးတော့ဒီလိုလုပ်တာဒါမဟုတ်ဘူးလို့မပြောလို့မရဘူးတကယ်လည်းလုပ်ခဲ့တာရှိတယ်နော်တကယ်လုပ်ခဲ့တာတွေရှိတယ်ပါဠိကပုဒ္ဒဆိုရယ်ဒီတုတ်တန်တစ်ခုမှာဆိုရင်အဲ့ဒီပါဠိကဆိုရယ်အာစိလကကြီးဟာဒီလိုပဲသူ့မှာတကူမရှိပဲနဲ့ကြွားဝါပြီးတော့ပြောခဲ့တာယဟန်ဂေါရမက2ခုပြရင်1ခုပြရင်ငါ2ခုပြသူက2ခုပြရင်ငါ4ခုပြဒီလိုလူထင်ကြည့်အောင်မရှိဘဲနဲ့ကြွားတာနောက်ဆုံးကြတော့လုံးဝတကူမပြနိုင်ရှာဘာမှမရှိဘူးလုံးဝတကူရှိတာမဟုတ်ဘူးသူတို့အဲ့ဒါလို့ဝါကြွားတာတွေရှိတယ်သစ္စကပရပိုက်ကြီးဆိုလို့ရှိရင်ငါကယဟန်ဂေါရမကိုဒီလိုမေးခွန်းမေးလိုက်လို့ရှိရင်သူဟာလုံးဝမဖြေနိုင်မဲနဲ့တခါတည်းပါဇက်ကိုပိတ်သွားမှာပဲအဲ့ဒီချိန်ကျရင်ဒီအမွှေးရှည်နေတဲ့တိုးတကောင်ကိုအမွှေးကနေဆွဲရမ်းတယ်လို့ငါရမ်းတဲ့ယဟန်ဂေါရမကိုဆွဲရမ်းပြမယ်တို့ဘာလို့ဒီလိုကြွားဝါဝါတွေလူကြားထဲမှာပြောလာကြတကယ်လက်တွေ့ကြတော့ဘာတစ်ခုမှဖြစ်မလာကြဘူးလူဆိုတာကကြွားတာကတော့ဝါဒနာပဲပေါ့တချို့ကဒီလိုပဲကြွားကြတာပဲတကယ်လက်တွေ့ရှင်ပြန်ရပြီဆိုလို့ရှိရင်ဒုတုံနေကြတာများတယ်ဒိဋ္ဌိတွေလည်းဒီတိုင်းပဲမြတ်စွာဘုရားကိုရှင်ပြိုင်မယ်ဆိုပြီးတော့ကြွားဝါပြီးတော့လုပ်တာနောက်ဆုံးမှာဝါဆိုလာပြီနေ့အချိန်ရောက်ရောတရေပင်နေလဲတပင်မှမရှိတော့ဘူးအဲ့ဒီအချိန်မှာထူးထူးခြားခြားဘုရင်ဥယျာဉ်တွေကတရေပင်တပင်မှာတရေသီးတစ်လုံးမှာပုံပြီးနေတာအဲ့ဒီပုံပြီးနေတဲ့တရေသီးကဥယျာဉ်မှုကလိုက်ရှာလို့တွေ့တဲ့အခါကျတော့ဟာဒီတရေသီးအခါမဲ့အခုချိန်ဆိုလို့ရှိရင်တော့တရေသီးကတန်မိုးရှိသွားတရေသီးတုံးပြီဒီတရေသီးရတာတော့ဟာနာပဲဘုရင်သွားဆက်မယ်လို့လူသွားရင်ကနေပြီးတော့မြတ်စွာဘုရားနဲ့တွေ့တာနဲ့ဘုရင်မဆက်တတ်ပါဘူးဘုရားပဲလှူမယ်လို့ဆိုပြီးတော့ကန္ဓဆိုတဲ့တရေဥယျာဉ်မှုကတရေသီးကိုမြတ်စွာဘုရားလှူလိုက်တာအဲ့ဒီလှူလိုက်တဲ့အချိန်လေးမှာတရေသီးကိုမြတ်စွာဘုရားကပ်မြတ်စွာဘုရားတရေသီးဖုံးမေးပြီးအဲ့ဒီတရေသီးကိုမြေကြီးပေါ်ချစိုက်လိုက်တာနဲ့တပြိုင်နက်လက်တော်ကရေကိုလက်ဆေးလိုက်တာနဲ့တပြိုင်နက်တရေစီကတရေပင်ဟာဘွားကနဲ့အစွမ်းတကူတစ်ခုအနေနဲ့ပေါ်ပေါက်လာခဲ့တာမီရာကယ်လို့ခေါ်တာ mystery ရှင်းပြလို့မရတဲ့အစွမ်းတကူတတ္တိတစ်ခုပဲချက်ချင်းကြီးတရေပင်ကြီးဟာကြီးထွားလာပြီးတော့အကိုင်းအခွက်တွေနဲ့ဝေစာပြီးတရေပင်ကြီးတစ်ခုဖြစ်သွားတယ်တကူနဲ့ဖန်ဆင်းတဲ့တရေပင်ကြီးတစ်ခုအောက်မှာမြတ်စွာဘုရားဟာတကူပြတွေဟာကိုစတင်ပြခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီမှာပြတာလည်းပဲယမကပါဠိဟာရိယဆိုရင်ရေမီးအစုံတကူပြတွေလက်ဝဲမျက်လုံးတော်ကမီးလျံနေထွက်တဲ့အခါမှာလက်ရမျက်လုံးတော်ကရေလျံနေထွက်တယ်တခါ
ကြည့်နေတဲ့ပုဂ္ဂိုလ်တွေကမျက်တောင်တစ်ချက်ခတ်လိုက်တာနဲ့လက်ဝဲလက်ရပြောင်းတော့ပြန်တယ်ရေမီးရလက်ဝဲနွားတွင်လက်ရနာတွင်ရေမီးထွက်တယ်ဟိုဘက်ဒီဘက်ပြောင်းတယ်နှာခေါင်းကလည်းထို့တူပဲထွက်တယ်ခန္ဓာကိုယ်မှာအထက်ပိုင်းအောက်ပိုင်းနော်အခုလို့ခန္ဓာကိုယ်ကနေပြီးတော့ရေမီးအစုံပန်းထွက်နေတဲ့ရှုခင်းဟာအမှန်တမ်းဟိုရင်သက်ရှုမောအံ့ဩစရာကောင်းတယ်မြင်ကွင်းကြီးတစ်ခုပဲပေါ့လူတွေဟာဖူးလို့မဝကြည့်လို့မဝထူးထူးခြားခြားနဲ့မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့ဒီအစွမ်းတကူကိုကြည့်ရှုကြတယ်အဲ့ဒါလို့ကြည့်ရှုတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရမြတ်ကနေမိတဘုရားဖန်ဆင်းလို့ဘုရားနှစ်စုအတွင်ဆောင်လို့တဆူကအစ်စ်တဆူကဖန်ဆင်းထားတာသို့တော်လဲတကယ်ညီကိုအရင်တကယ်ကိုတူးတယ်လို့ဒါကိုအားချလို့လားမသိဘူးရုပ်ရှင်ရိုက်တာနှစ်ကိုယ်ခွဲတွေရိုက်ကြတာဒါလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်နှစ်ကိုယ်ခွဲရိုက်တယ်လို့ရိုက်တာပဲမြတ်စွာအဲ့ဒီမှာထူးခြားတာကတော့နှစ်ကိုယ်ခွဲကဘယ်တော့မှပေါင်းလို့မရဘူးတစ်ပိုင်းစီသာရိုက်လို့ရမှာပေါ့မြတ်စွာဘုရားကျတော့ကြီးတဲ့လူတွေကြားမှာတကယ်ကိုနှစ်ဦးဖြစ်ပြီးတော့တူးကမေးခွန်းမေးရင်တူးကဖြေတယ်ဒီလိုထိအောင်တန်တရားတွေကင်းရှင်းအောင်တရားဓမ္မတွေဟောပြောတာဒါကမြတ်စွာဘုရားကဘာကိုပြတာသူ့ကိုကြည်ညိုအောင်ဆိုတဲ့အဓိပ္ပာယ်တစ်ခုမှမပါဘူးလောကမှာလူတွေရဲ့စွမ်းအားဆိုတာတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်လို့ရှိရင်လူတွေရဲ့စိတ်စွမ်းအားဟာဒီလောက်ထိအောင်မြင့်မားတယ်တမာတိစွမ်းအားရဲ့စွမ်းရည်တတ္တိပညာရဲ့စွမ်းရည်တတ္တိဟာဒီလောက်ထိအောင်မြင့်မားတယ်ဆိုတာကိုစွမ်းပကားတွေကိုထင်ရှားပြတယ်human capacity ပေါ့ဒါလည်းတတိထားစရာအလွန်ကောင်းတယ်လူသားတွေရဲ့စွမ်းရည်တတ္တိဘယ်လောက်ရှိတယ်လဲ competition လုပ်ကြတယ်လေခုခေတ်လေဟောဘောလုံးကစားတာတော့ဒါ human capacity ပဲဒါကသိမသိတာသေးဘူးဟောမာရသွန်ပြေးတယ်ဒါလူတွေရဲ့နောက်ပြီးတော့တန်းခုံတယ်ဘာခုံတယ်ညာခုံတယ်ပေါ့နော်မာတယ်ဝိမတယ်ဒါတွေကဘာလို့ထားတော့ဆိုလူတွေရဲ့စွမ်းရည်တတ္တိဘယ်လောက်ရှိတယ်ဆိုတာပြတယ်မြန်မာပြည်မှာတော့ချောတိုင်းတက်တာဒါလည်းလူစွမ်းရည်တတ္တိပြတာတခုပဲဟောနောက်လူစွမ်းရည်တတ္တိပြတာဆိုတာဘာလို့ကမ္ဘာပေါ်မှာအလွန်မြင့်မားတဲ့ဧဝရက်တောင်ကိုလေယာဉ်နဲ့ဟယ်လီကော်ပတာနဲ့တက်ရင်ရရတဲ့နဲ့မတက်ဘူးလူတွေကိုယ်တိုင်တက်ကြတယ်ဘာအတွက်တက်တာလဲလို့ဆိုလူတွေရဲ့စွမ်းရည်တတ္တိဘယ်လောက်ရှိသလဲဆိုတာကိုပြသဖို့အတွက်လုပ်ကြတာအဲ့ဒါလိုပဲမြန်မာနိုင်ငံမှာဒီတိပိဋကတရစာမိုးပွဲဆိုတာဆင်ရင်ကျင်းပပြီးတော့တိပိဋကသုံးပုံတွေကိုကြက်မှတ်ပြီးတော့ပြန်ဆိုကြတာဆိုတာ human memory ရဲ့စွမ်းရည်တတ္တိကဘယ်လောက်ရှိတယ်ဆိုတာကိုစမ်းသပ်ပြီးပြတဲ့အဓိပ္ပာယ်ပဲပေါ့ဒါကိုပြောတာဒီကစံချိန်ချိုးတယ်ဆိုတာလူရဲ့စွမ်းရည်တတ္တိတစ်ခုပြကြတာအဲ့တော့ပိဋကသုံးပုံကိုကြက်ပြီးတော့ပြန်ဆိုတယ်ဆိုတာဒီ memory ဘယ်လောက်ကောင်းတယ်ဆိုတာကိုပြတာပဲစာမျက်နှာဘယ်လောက်ထိအောင်ရွတ်ဖတ်နိုင်တယ်အလွတ်ဆိုနိုင်တယ်ဆိုတဲ့လူရဲ့စွမ်းရည်အဲ့ဒါကိုထိုင်းနိုင်ငံကဘုန်းကြီးတစ်ပါးမေးတယ်ဗမာပြည်မှာပိဋကသုံးပုံစာမိုးပွဲကျင်းပပြီးအလွတ်ပြန်ကြတယ်လို့ဆိုတော့စာအုပ်မရှိလို့လားလို့မေးတယ်နော်စာအုပ်ရှိရင်သူ့အနေနဲ့ချက်เสียမလို့ဘူးပေါ့အဓိပ္ပာယ်မှာနော်အဲ့တော့စာအုပ်ရှိတာမရှိတာနဲ့ဘာမှမဆိုင်ဘူး human capacity ဆိုရယ်လူရဲ့စွမ်းရည်တတ္တိတခုပြကြတယ်ပြတဲ့အနေနဲ့လုပ်တာအားကစားဆိုတာအဲ့ဒါတွေကိုဆိုလိုတာပဲလူတွေရဲ့စွမ်းအားတွေစွမ်းရည်တွေကိုပြအားလို့ကစားတာမှမဟုတ်တာမအားတဲ့ကြားကကစားတာအားကစားဆိုတာနော်အင်းနဲ့အားနဲ့ကစားရတဲ့ဟာမို့အားကစားခေါ်တာအဲ့ဒါလို့အားနေတဲ့လူတွေကစားတဲ့အားကစားမဟုတ်ဘူးအင်းနဲ့အားနဲ့ကစားရတဲ့အားကစားလူတွေရဲ့စွမ်းရည်တတ္တိဟာဘယ်လောက်ရှိတယ်ဆိုတာကိုပြသတဲ့အဓိပ္ပာယ်ပဲပေါ့အခုလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဖရာတို့ရဲ့စွမ်းရည်တတ္တိဟာဘယ်လောက်အတိုင်းအတာကြီးမားတယ်ဆိုတာကိုလူတွေသိဖို့ရအတွက်ပြရတယ်နော်သို့တော့ဒီအစွမ်းတကူတွေဟာလူတွေကိုကဲတင်ဖို့မဖို့ကဘာကြီးကိုဖျက်ဆီးဖို့ကဘာကြီးကိုစောင့်ရှောက်ဖို့ဆိုတဲ့ဒီစွမ်းအားတွေကိုသုံးချပြီးတော့က
ကဘာကြီးကကိုယ့်အောက်ကိုယိုကျိုးအောင်လှုပ်ဖို့ဆိုတဲ့ဒီလိုပါဝါအာဏာတွေကိုပြဖို့လုပ်တဲ့စွမ်းတတ္တိမျိုးမဟုတ်ဘူးစွမ်းတတ္တိမျိုးမဟုတ်ဘူးမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကအေးဘယ်သူပဲဖြစ်ဖြစ်တရားကျင့်ထိုက်တဲ့လောက်စွမ်းရည်တတ္တိတွေရတာဘုရားကိုယ်တိုင်ကတခါတုန်းကဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်ငါလည်းပဲမမေ့မလျော့အယိုးကြည်ကြည်အေးခန်းခန်းလုံလဝိရိယနဲ့ကြိုးပမ်းခဲ့လို့အမှန်တရားကိုသိတယ်မင်းတို့လည်းပဲမမေ့မလျော့အယိုးကြည်ကြည်အေးခန်းခန်းကြိုးပမ်းကြမယ်ဆိုရင်မင်းတို့လည်းအသိဉာဏ်ရကြမှာပဲဟောတိုက်တွန်းတဲ့စကားတစ်ခုပဲချီနော်ငါလုပ်လို့ရတယ်မင်းတို့လည်းလုပ်ဒီလိုဆိုလို့လားအခုကိလေမိသားစုတွေသားသမီးတွေမိဘတွေကတိုက်တွန်းကြတယ်ကြိုးစားကိုယ့်ထက်ကလူတွေကြိုးစားလို့အောင်သွားကြတာကိုယ်လည်းပဲလူပဲသူလည်းလူပဲငါလည်းလူပဲကြိုးစားရင်ငါလည်းအထက်တန်းရောက်မှာပဲဆိုရည်ရွယ်ချက်မြင့်မာမာနဲ့စွမ်းရည်တတ္တိတွေတိုးပွားလာအောင်ကြိုးစားမှုအားပေးတဲ့အနေနဲ့လှုပ်ဆောင်တဲ့ကိစ္စတစ်ခုပဲဖြစ်တယ်မြတ်စွာဘုရားတကူပြတာသူ့အထင်ကြီးအောင်လုပ်တာမဟုတ်ဘူးအဲ့ဒီလိုစွမ်းရည်တတ္တိဆိုတာဒီလိုလုပ်ရင်ဒီလိုရနိုင်တာဆိုတာကိုအတူယူအားကြပြီးတော့လူတိုင်းဟာဖျားဖြစ်အောင်ကျင့်လို့ရှိရင်လည်းကျင့်လို့ရဒီလူဟာလူပဲဖျားဖြစ်နိုင်ခွင့်မရှိဘူးလို့မရှိဘူးเนาะဘယ်လူမျိုးပဲဖြစ်ဖြစ်ဖျားဖြစ်နိုင်ဒါကြောင့်မို့လို့ဘုရားဘာသာဂိုင်းခွဲတစ်ခုဖြစ်တဲ့မဟာယာနဂိုင်းခွဲမှာဘယ်လိုအယူဆရှိတော့ဆိုလူတိုင်းမှာဗုဒ္ဓနေချာရှိတယ်လို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောလာတယ်ဗုဒ္ဓနေချာဆိုတာဗုဒ္ဓဗိဇမြတ်စွာဘုရားဖြစ်နိုင်တဲ့အည်အသွေးတွေရှိတယ်မျိုးစေ့တွေရှိတယ်လို့ဆိုလိုတာပဲဒါကကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုရင်မြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီကံတကြစနစ်တကြစိတ်ဆန္ဒပြင်းပြပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကြိုးစားကဘုရားဖြစ်နိုင်တယ်ဆိုတဲ့မြန်မာစကားအတိုင်းပဲကြိုးစားလို့ရှိရင်လူတိုင်းဟာဘုရားဖြစ်နိုင်ခွင့်ရှိတယ်ဘယ်သူမှမဖြစ်ရဘူးမဖြစ်နိုင်ဘူးဆိုတဲ့စကားတစ်ခုမှမသုံးအေးဒါကြောင့်မို့ human capacity ဗုဒ္ဓရဲ့ capacity အရေးချင်းတစ်ခုပြသတဲ့အနေနဲ့မြတ်စွာဘုရားဒါကိုပြဒီလိုပြခြင်းအဖြစ်လွဲမှားယုံကြည်နေကြတဲ့ဒီအစွမ်းတကူမရှိဘူးတရားဘာမှမကျင့်မဲနဲ့အစွမ်းတကူရှိတယ်လို့ကိုအထင်ကြီးနေကြတဲ့ဒိဋ္ဌိတွေဘယ်လိုနည်းနဲ့မှရှင်ပြိုင်းလာနိုင်မှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဟာအဲ့ဒီလိုရင်မိဆုံးတကောပြာလေးဟာကိုကန္တတရက်တမတရက်ဥယျင်စိုက်သွားလို့ကန္တတရက်လို့အမည်ရတဲ့တရက်ပင်ကြီးအောက်မှာမြတ်စွာဘုရားတကောပြာလေးဟာပြတကောပြာလေးဟာပြပြီးတဲ့အခါမှာဝါဆိုလာပြီနေ့ဖြစ်သည့်အတွက်ကြောင့်ဒီနှစ်9ဝါမြောက်ဘယ်မှာဆိုရမလဲလို့ဟောဝါဆိုစဉ်နဲ့မြတ်စွာဘုရားကြည့်တော့တတ္တမံတာဝရိန္ဒဘဝနေတာဝရိန္ဒနတ်ပြည်မှာဆိုမယ်ဘာဖြစ်လို့ယာမာတို့တုတ်တိတာတို့မေရောမိနန္တာနေထိုင်တဲ့မွေးဖွားတဲ့နတ်ပြည်ကတုတ်တိတာနတ်ပြည်မေရောမိနန္တာကိုတရားဟောခြင်းနဲ့ဆိုလို့ရှိရင်ဘာဖြစ်လို့တုတ်တိတာမှာသွားမဟောပဲနဲ့တာဝရိန္ဒမှာဟောရတယ်လေမေးစရာရှိတာစတုမာရိတို့တာဝရိန္ဒတို့ကကဘာမြေကြီးနဲ့ဆက်ဆက်နေတာနော်ခုခေတ်ပြောမယ်ဆိုရင်ကဘာလုံးကြီးပေါ့ကဘာမြေကြီးပေါ်မှာဆက်ဆက်မြင့်မို့တောင်ဆိုတာအဲ့ဒီကဘာမြေကြီးရဲ့အမြင့်ဆုံးနေရာမြင့်မို့တောင်ပဲဖြစ်နိုင်တယ်ဒီနာလကသုတ်တံမှာအထက်ကရာရေးထားတဲ့စကားလေးကိုကြည့်မယ်ဆိုရင်မြင့်မို့တောင်ဆိုတာကိုခံမှန်းလို့ရတယ်လူတွေကကိုယ်မျက်စိအောက်မှာရှိတဲ့တောင်မျိုးတွေကိုလိုက်ရှာနေရင်တော့မြင့်မို့တောင်ဘယ်တော့မှတွေ့မှာမဟုတ်ဘူးလူပြည်ဟာဘယ်မှာရှိတာတုံးဆိုမြင့်မို့တောင်ခပန်းမှာရှိတယ်ကိုနေတာကိုကမြင့်မို့တောင်ရဲ့ခပန်းမှာနေတယ်လို့ခံစားနားလည်ကြည့်လိုက်ပေါ့နော်ဒီကမ္ဘာလုံးကြီးဆိုတာကြီးကိုကဒါမြင့်မို့တောင်ရဲ့အလုံးအဝိုင်းကြီးပဲအဲ့ဒီကမ္ဘာလုံးကြီးဟာခဏိခေတ်စကားနဲ့ပြောတဲ့ကမ္ဘာလုံးကြီးဟာပေါ့နော်သူတို့ကတော့the planet ကမ္ဘာဂြိုလ်ကြီးလို့ဒီလိုအာကာသထဲမှာလွင့်ကျန်နေတဲ့ကမ္ဘာဂြိုလ်ကြီးဒါကတော့အလုံးဟာအာကာသထဲမှာလွင့်နေတယ်ဆိုတာ
ဘုရားမြတ်စွာရဲ့ဒီတဏှာတော်တွေထဲမှာလည်းဒီတိုင်းပါပဲအနန္တစัจ java လာဆိုတာကောင်းကင်လေးဟာပြင်းကြီးထဲမှာရှိတယ်ကဘာတီဘုံကိုပြောတာကိုကြည့်မယ်ဆိုလို့ရှိရင်ရေပေါက်ကလေးတစ်ခုပါနော်ရေပေါက်ဆိုတာဒီဘေးကလေတုတွေအောက်ကလေတုတွေနဲ့ဝန်းဝိုင်းထားတဲ့အခါကျတော့အဲ့ဒီရေပေါက်ကလေးကနေအကျော်တင်းလာပြီးတော့နောက်ဒီကဘာမြေကြီးဖြစ်လာတယ်ဆိုရင်ထောက်လိုက်မယ်ဆိုရင်ကဘာဟာအပြားဖြစ်ဖို့တဲ့အလုံးဖြစ်ဖို့ပုံများလာအလုံးဆိုတာဘဲဝကြီးလို့တော့လုံးညင်မှလုံးမှာပေါ့နော်အကြီးကြီးကိုဒီလိုဝဲဝဲဆက်ဆက်ကြီးတော့လုံးညင်မှလုံးပဲသို့တော့တဏ္ဍာအားဖြင့်တော့အလုံးတဏ္ဍာပဲပေါ့ဒါကြောင့်မို့ရှင်းတုန်းကတော့အငင်းပွားကြတယ်မျက်စိကလည်းဒါတွေခြုံငုံကြည့်နိုင်တာမဟုတ်သည့်အတွက်ကြောင့်ကဘာလုံးအယူဆရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ကဘာပြားလို့အယူဆရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဒါတွေကတော့လူတွေရဲ့အတွေးတွေပေါ့နော်သို့တော့ဘုရားစာပေမှာကြည့်လိုက်မယ်ဆိုရင်ရေပေါက်ကလေးကနေပြီးတော့ဖြစ်တယ်ဆိုရေပေါက်ဆိုတာဘယ်ရေပေါက်ပဲဖြစ်ဖြစ်အလုံးပဲရေပေါက်အပြားကြီးလို့ရှိမှမရှိတာနော်ရေပေါက်ကလေးကျလာတယ်ဆိုတာအပေါက်ဆိုတာ drop အဆက်ကလေးဟာအလုံးပဲအဲ့တော့အဲ့ဒီမှာနာလကသုတ်တံကိုကြည့်မယ်ဆိုရင်မြင့်မို့တောင်ရဲ့အောက်ခြေမှာတဲ့အတုရနတ်ဘုံရှိတယ်မြင့်မို့တောင်ရဲ့အလဲခပန်းမှာကျွန်းကြီးလေးကျွန်းအပါဝင်ပင်လယ်သမုဒ္ဒရာတွေအပါဝင်လူပြည်ရှိတယ်ဒီမြင့်မို့တောင်ရဲ့ထိပ်မှာတာဝရိဏနတ်ပြည်ရှိတယ်လို့ဆိုဒီကဘာယိုကြီးအတွင်မှာတရားရှိမြင့်ဆုံးနေရာရှိအဲ့တော့လူတွေကိုယ်တိုင်ကတောင်ခပန်းမှာနေပြီးတော့တောင်ရှားနေတဲ့အဓိပ္ပာယ်မျိုးရောက်တာပေါ့အင်မတန်ကြီးမားတဲ့အရာတစ်ခုကိုအသေးလေးထင်ပြီးတော့လိုက်ရှာရင်တော့ဘယ်တော့မှလည်းတွေ့မှာမဟုတ်ဘူးပေါ့ကိုနေတာမြင့်မို့တောင်ရဲ့တောင်ခပန်းမှာနေတယ်လို့ဒီလိုပဲမှတ်သားနားလည်လို့ရတယ်ပေါ့အဲ့တော့တာဝရိဏနတ်ပြည်ကြွတယ်ဆိုတာလူပြည်နဲ့အနီးတဲ့ဘုံဖြစ်တယ်ဟိုဟာတွေကကောင်းကင်ဘုံမှာဖြစ်တယ်ယာမာတို့ဒုတိတာတို့ကြတော့ကဘာမြေနဲ့မဆက်ဆက်တော့ဘူးလဟာပြင်နဲ့ရောက်သွားပြီဟောဒီတာဝရိဏနတ်ပြည်ကတော့ဒီလူရဲ့ကဘာကြိုကြီးမှာပဲရှိတာဆိုတော့အဲ့တော့မြတ်စွာဘုရားဟာဒါကြောင့်မို့လို့တာဝရိဏနတ်ပြည်ကြွတယ်လို့လူပြည်နဲ့အနည်းဆုံးနေရာမှာကြွရောက်ပြီးတော့အားလုံးအတွက်ဘ ਹੁ ချက်ချာယူပြီးတော့အဲ့ဒီမှာအဘိဓမ္မာတရားဟောတယ်လို့ဒီလိုဒါကတော့တွေးကြည့်တာပါတက်တက်တွေးကြည့်တာစာရက်ပဲပါတယ်ပါလို့ပြောကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ပေါ့တကယ်လောကမှာဖြစ်ပျက်တာနဲ့တွေးကြည့်မယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်မျိုးရတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားပြောကြတယ်နှစ်လမ်းသုံးဘဝနဲ့တာဝရိဏနတ်ပြည်တောင်ပေါ်တက်လိုက်တာနှစ်လမ်းသုံးဘဝနှစ်လမ်းသုံးဘဝဆိုတာတကူပြနေတဲ့နေရာမှာခြေတော်နင်းထားတာကတဖွာနောက်ထပ်တလန်းလှမ်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားခြေနင်းတဲ့တောင်ထိပ်ကတဖွာဖြစ်သွားတယ်နောက်ခြေတော်တစ်ခုမြောက်ပြီးတော့တင်လိုက်တဲ့အခါကျတော့တာဝရိဏနတ်ပြည်ရောက်သွားတယ်အဲ့တော့ခြေလမ်းကတော့နှစ်လမ်းပဲခြေတော်ချတာက3ခုခြေရာ3ခုထင်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒါကိုဗမာစာပေမှာပါဠိကနေကြည့်ပြီးတော့နှစ်လမ်းသုံးဘဝဆိုပြီးတော့ဒီလိုပြောတာနော်ကိုယ့်ကိုလှမ်းကြည့်ပေါ့နော်အိမ်ပြန်တော့လှေကားတက်တဲ့ခါတက်ကြည့်ပေါ့အဲ့ဒီမှာနှစ်လမ်းသုံးဘဝအလန်းနှစ်လမ်းလှမ်းလို့ရှိရင်ဘဝက3ခုဖြစ်သွားတယ်ခြေရာ3ခုထင်မြတ်စွာဘုရားဟာအဲ့ဒီလိုအမှန်တန်ကျဲတဲ့ခြေလမ်းနဲ့ကြွသွားတယ်လို့လေဒီလိုပြောလို့ရတယ်သို့မဟုတ်တာမန်ပဂတိအားဖြင့်သွားပြီမယ်လို့တတိယမြောက်ခြေပွားချလိုက်တာနဲ့တာဝရိဏနတ်ပြည်ပေါ်မှာမြတ်စွာဘုရားရောက်သွားတယ်လို့ဒီလိုဆိုတော့ပေါ့ဒါကာယကမနလို့ဆိုလို့တယ်ကာယကမနဆိုတာဒီ body going ပေါ့ body going ကိုယ်ကာယနဲ့သွားတယ်ဟာစိတ်တကမနဆိုတာစိတ်နဲ့သွားတာကာယကမနကကိုယ်ကာယနဲ့သွားတယ်အခုကကိုယ်ကာယနဲ့သွားတဲ့နည်းကိုပြောတာတခါတခါမြတ်စွာဘုရားစိတ်နဲ့သွားတာရှိတယ်စိတ်နဲ့သွားရင်တော့ဒီနေရာမှာဝုတ်ခနဲ့ပြောက်ပြီးဟိုနေရာမှာဘွားခနဲ့ပေါ်တာဒါစိတ်နဲ့သွားကာယကမနကြတော့အခုလိုခြေတော်လှမ်းပြီးတော့သွားတဲ့အသွားမျိုးကိုဒီလိုဆိုလို့ရတယ်ပေါ့အဲ့တော့နှစ်လမ်းသုံးဘဝနဲ့တာဝရိဏနတ်ပြည်ရောက်သွားတယ်ဟိုရောက်တော့တရားမင်းကြီးကစီကြိုတယ်ကြိုပြီးတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားရဲ့
ဘယ်ကြွမယ်ဆိုတဲ့အမူအရာကိုတရားသိအမှန်တန်ကြီးမားတဲ့ပင်လယ်ကတိပင်ကြီးအောင်မှာတရားမင်းရဲ့ပန္တုကပလာကြောက်ဖြာကြီးဆိုတာရှိတယ်နော်အဲ့ဒီကြောက်ကလူပြေကကြောက်လို့အမာကြီးမဟုတ်ဘူးကြောက်ပြော့ကြီးကြောက်ပြော့ရောရှိနိုင်လားလို့ဆိုရှိတာပေါ့ဒါတဘာဝနော်အဲ့ဒီကြောက်ပြော့ကြီးဟာထိုင်လိုက်လို့ရှိရင်ဣကြသွားမြတ်စွာဘုရားအဲ့ဒီကြောက်ဖြာကြီးကိုထိုင်မယ်ဆိုပြီးတော့ကိုရောမြတ်မှာပါလာတဲ့နှစ်ထပ်သင်္ကန်းကြီးကိုဖြန့်ခင်းလိုက်တယ်ဖြန့်ခင်းလိုက်တဲ့အခါအလွန်ကြီးမားကျယ်ပြန့်တဲ့ကြောက်ဖြာကြီးတစ်ခုလုံးဟာသင်္ကန်းနဲ့ဖုံးသွားတယ်ဘာဖြစ်လို့သင်္ကန်းခင်းပြီးတော့ထိုင်ရတယ်လဲလို့ဆိုရင်ဒါတရားမင်းကြီးထိုင်တဲ့နေရာဆိုတော့ဘုရားထိုင်သွားရင် तू ထိုင်ဝန်းမှာမဟုတ်ဘူးဒါကြောင့်မို့သင်္ကန်းနဲ့အရင်ဖြန့်ခင်းလိုက်တယ်ခင်းပြီးတော့မှမြတ်စွာဘုရားအဲ့ဒီကြောက်ဖြာကိုထိုင်လိုက်တဲ့အခါမြတ်စွာဘုရားရဲ့ကိုယ်ကာယအတိုင်းအတာတစ်ခုဟာနတ်တွေရဲ့ကိုယ်ကာယအတိုင်းအတာတစ်ခုဖြစ်သွားတယ်။တာမန်လူတွေရဲ့ကိုယ်လေးကသေးသေးလေးပဲရှိလေ။မြတ်စွာဘုရားကို18တောင်လို့စာပေကျမ်းကမှာဆိုတော်လဲပဲဒီယူဆကိုသိပြီးတော့လက်မခံကြဘူး18တောင်ဆိုတာကိုသိလက်မခံကြဘူးပေါ့။အဲ့ဒီခေတ်ကဒီလောက်ကြီးမမြင့်နိုင်ဘူးလို့ဆိုတော့တချို့ကလည်း18မိုက်ဆိုပြီးတော့ယူကြတယ်ပေါ့လေ။အဲ့တော့ဒီ measurement ဆိုတာတခါတလေအတိုင်းတာချင်းကမတူကြဘူးအခုကြည့်လေတချို့နိုင်ငံကမိုင်နဲ့တိုင်းနေတချို့နိုင်ငံကကီလိုမီတာနဲ့တိုင်းတယ်အတိုင်းတာတွေဟာပေတို့မီတာတို့ဆိုတာတွေကပြောင်းလဲမှုတွေတော့ရှိတာပေါ့အဲ့တော့မြတ်စွာဘုရားကိုအတောင်နဲ့တိုင်းတာစာမိုက်နဲ့တိုင်းတာကြတော့သူကအခုခေတ်လူတွေရဲ့အရက်မောင်းတော့ထောင်တော်မောင်းမောင်း9ပေကျော်6ပေလောက်နော်မြတ်စွာဘုရားအရာဟာအဲ့လောက်ပဲလို့ယူဆကြတယ်ပေါ့ဒါလည်းပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလူတွေရဲ့အရာအမောင်းတိုင်းပဲမြတ်စွာဘုရားလည်းရှိတယ်လို့ပြောရပို့ပြီးတော့မြတ်စွာဘုရားတပါးတည်းကိုအမြင့်ကြီးဆိုလို့ရှိရင်ကျန်တဲ့လူတွေထွက်ပြေးကုန်မှာပေါ့ခဏတောင်မှပဲမြန်မာပြည်မှာနော်လူတော်ကြီးတယောက်ဟာသွားပြီးတော့စင်ကာပူသွားဆေးကုရတယ်ဟုတ်လားအရက်ကြီးကဒါအမြင့်နေလို့ဒီလိုမျိုးတွေရှိတယ်လေသူများတဲ့တိတ်ထွားနေလို့ရှိရင်ဂျိုင်းရန်ဆိုအကြီးဆိုတရေကြီးလိုဖြစ်နေမှာပေါ့ကြောက်ကုန်ကြအဲ့ဒီလိုကြီးတော့မဟုတ်နိုင်ဘူးပေါ့တာမန်လူသားတွေသူ့ရဲ့ညီတော်ရှင်နန္ဒဟာဒီလက်လေးသစ်ပဲနှိမ့်နေတယ်မြတ်စွာဘုရားအရက်မောင်းချင်းတူတယ်လက်လေးသစ်ပဲနှိမ့်အဲ့တော့မြတ်စွာဘုရားနဲ့ရွယ်လူတန်းလူတွေတာမန်ယဟန်တစ်ပါးရဲ့အရာမောင်းထဲမှာထောင်တော်မောင်းမောင်းလေးဒီလိုရှိတယ်ထောတော်ကြိုင်ကြိုင်ရှိတယ်လို့ဒီလိုပဲယူဆအဲ့တော့မြတ်စွာဘုရားတာဝရိန္ဒာရောက်သွားတဲ့အခါကျတော့ဒီအရွယ်လေးဟာနတ်တွေရဲ့အတိုင်းဝိုင်းထဲမှာဆိုလို့ရှိရင်ပူသေးသေးလေးဖြစ်သွားမှာပေါ့သို့သောမြတ်စွာဘုရားရဲ့သဘာဝကိုကဘယ်သူနဲ့ရှင်ထောင်တော်မောင်းမောင်းအသွင်တန်တာမြင်ရမှာဘူးနတ်ပြည်ရောက်တဲ့အခါတရားမင်းကြီးတို့ရဲ့ကိုယ်ကာယပမာဏလောက်မြတ်စွာဘုရားရဲ့ကိုယ်ကာယနတ်တွေလောက်နတ်တွေရဲ့ခန္ဓာကိုယ်ကြီးလို့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကြီးဟာလည်းကြီးမားလာတယ်ပေါ့လိုက်လျောညီတွေဖြစ်တယ်လို့ဆိုလို့ဒါအထူးဆန်းမဟုတ်ဘူးပရိသတ်သုတ်မှာမြတ်စွာဘုရားဟောထားတာတစ်ခုရှိတယ်မြတ်စွာဘုရားဟာဟိုဒီကြွခဲ့ဘူးတယ်တချို့ကလည်းကျန်ကျန်ဖန်ဖန်မေးတယ်ဘုရားအာဖရိကကြွဘူးလားလို့ဟောအာဖရိကတိုက်တို့ဥရောပတိုက်တို့ကြွဘူးလားလို့ကျန်ကျန်ဖန်မေးတယ်လို့ပါတယ်တော့အဲ့ဒီမှာသဲလွန်စလို့ပြောရမယ့်ဟာတစ်ခုရှိဘုရားဟာတော်တော်အနှံ့အပြားကြွခဲ့တယ်ကြွတယ်ဆိုတာခုခေတ်လိုဒီဗီဇာတွေယူပြီးတော့ passport တွေပဲလုပ်နေရတာမှမဟုတ်တာတိကက်တွေပါတွေဝယ်ပြီးတော့ကြွရမှာမဟုတ်တာနော်သွားခြင်းနဲ့စိတ်ရှိလိုက်တာနဲ့ရောက်သွားနိုင်တာကိုလွယ်လွယ်ကူကူနဲ့ရောက်တာအဲ့ဒီမှာမြတ်စွာဘုရားကြွသွားတယ်လို့သဲလွန်စာလေးတွေရှိတယ်ဘုရားကသူကိုယ်တိုင်ဟောခဲ့တာတခါတရံဟာတဲ့ငါဘုရားဟာအသွေးမတူတဲ့လူတွေကြားတယ်လူမျိုးစုံကြားတယ်မှာမကြာခဏရောက်ပြီးတော့အတူတကွနေဘူးတယ်စကားပြောဘူးတယ်ဆိုတာလေးကိုမြတ်စွာဘုရားဟောတာရှိ
အဲ့ဒီပရိသတ်ဆိုပါစို့အာဖရိကပရိသတ်ထဲရောက်သွားတဲ့အခါမှာမြတ်စွာဘုရားရဲ့အသွင်သဏ္ဍာန်ကအာဖရိကအယောင်အသားမဲမဲဖြစ်သွားတယ်အသားမဲမဲဖြစ်ပြီးတော့ပြောတဲ့စကားကလည်းပဲအာဖရိကစကားလို့ဖြစ်သွားတယ်အဲ့ဒါလို့ကြွတဲ့အခါမှာဒီပရိသတ်ရဲ့အဆင်းအယောင်ဒီလူမျိုးတွေရဲ့အဆင်းအယောင်ဒီလူမျိုးတွေရဲ့အပံနော်ယာရိတကောတေတံဝဏ္ဏတာရိတကောတထာဂရတဝဏ္ဏမရှံဝဏ္ဏသူတို့အစဉ်မျိုးငါမှဖြစ်တယ်အတန်လည်းပဲသူတို့အတန်မျိုးအဲ့တော့စကားလည်းသူတို့စကားမျိုးဖြစ်မှာမြတ်စွာဘုရားကအဲ့လိုပိဋကတ်ထဲဝင်ပြီးတော့ဝင်သွားတဲ့အခါမှာကျန်တဲ့ပိဋကတ်တွေဘယ်လိုထင်လို့ဆိုသူတို့ရဲ့ခေါင်းဆောင်ကြီးလာတယ်လို့ပဲစိတ်ကထင်ကြတယ်အာဖရိကထဲဝင်သွားတဲ့အခါအာဖရိကခေါင်းဆောင်ကြီးလာပြီပေါ့ဘယင်ဆိုရင်ဘယင်ပေါ့နော်ခေါင်းဆောင်ကြီးလာပြီဆိုပြီးတော့ respect ပေးကြတယ်ယူသည်ပေးအဲ့ဒီအချိန်မှာမြတ်စွာဘုရားကမိန့်ခွန်းပြောသွားတယ်တရားဟောသွားတယ်ဟောပြီးတော့ပြန်ထွက်သွားပြီဆိုတော့မှခုနကအာဖရိကခေါင်းဆောင်အစ်စ်ကရောက်လာရောက်တော့မှဟိုလူတွေတွေးကြတယ်ခုနတုန်းကလာပြီးတော့ပြောသွားတာဒိုခေါင်းဆောင်ကြီးပဲအခုဘယ်လိုလဲဆိုပြီးတော့တွေးကြရတယ်ဒါဖြင့်ဒီလူကခေါင်းဆောင်အစ်စ်ဆိုခုနပြောသွားတာဘာတူလဲလူတွေမှာမေကွန်ထုတ်ပြီးတော့ကြံရစ်တယ်တဲ့ဘယ်တော့မှလည်းရှာလို့တွေ့မှာမဟုတ်ဘူးပျောက်သွားတယ်အဲ့လိုနီးနဲ့ပရိသတ်ပေါင်းမြောက်များစွာကိုစုံလင်စွာမြတ်စွာဘုရားကြွသွားပြီးတော့မိန်ကွန်းစကားတွေပြောခဲ့ဘူးတယ်ဆိုတာဘုရားကိုယ်တိုင်ဟောတဲ့စကားတွေရှိတယ်နော်အာဖရိကဆိုတဲ့စကားလုံးတော့မပါဘူးဥရောပဆိုတဲ့စကားလုံးလည်းမပါဘူးဒါကနေ့ခေတ်မှာပေါ်တဲ့စကားလုံးတွေလေအဲ့ဒါလို့မြတ်စွာဘုရားပရိသတ်တော်တော်မျိုးမျိုးလူမျိုးတော်တော်များများလူမျိုးတော်တော်များများတဲ့မှာရောက်ရှိသွားတာတော့သေချာတယ်လို့သူပြောသေချာရောက်သွားခဲ့ဘူးတဲ့ပေါ့အဲ့ဒါကြောင့်မလို့အခုတာဝရိန္ဒနတ်ပြည်ရောက်တဲ့အခါလဲနတ်တည်းရဲ့အသွင်သဏ္ဍာန်မျိုးဖြစ်သွားတယ်ဖြစ်ပြီးတော့တရားဓမ္မဟောပြောနော်အဲ့ဒီမှာမြတ်စွာဘုရားဒီ9ဝါမြောက်တာဝရိန္ဒနတ်ပြည်မှာ9ဝါမြောက်ဝါဆိုတော်မူတယ်ဝါဆိုတဲ့အခါမြတ်စွာဘုရားကြွလာတာနဲ့စัจ java လာတိုက်တဲ့တောင်းကနတ်တွေပြမာတွေရောက်ရှိပြီးတော့တရားနာကိုရောက်ရှိလာတဲ့အခါမေရောမိနန္ဒာကလည်းပဲမြတ်စွာဘုရားရဲ့လက်အဘက်မှာလာထိုင်ပြီးတော့ဒီလိုရောက်လာအဲ့ဒါလို့ရောက်လာတဲ့အခါမြတ်စွာဘုရားအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူတယ်လို့စာပေကျမ်းကနေမှာဒီလိုမှတ်သားထားဒီ9ဝါမြောက်ဟာလူပြည်မှာဆိုတာမဟုတ်တော့ဘုရားဘင်ကိုလေ့လာကြတဲ့နိုင်ငံသားတွေကတော့ဒီနေရာလေးမှာသူတို့တာဝရိန္ဒနတ်ပြည်ဆိုတာလူပြည်မှာရှာမတွေ့လို့သူတို့ကခရီးပွင့်လေးပြထားပျောက်နေတယ်ပေါ့အဓိပ္ပာယ်ဟာနော်9ဝါမြောက်မှာဘုရားပဲနေတယ်ဆိုတာမသိဘူးပေါ့ပျောက်နေဗုဒ္ဓသာပျောက်နေတာမဟုတ်ဘူးခရစ်တော်ကလည်းပဲ18နှစ်ပျောက်နာရှိသေးတယ်လေအဖြေမထုတ်နိုင်တာလေမြတ်စွာဘုရားလည်းဒီတစ်နှစ်ပျောက်နေ9ဝါမြောက်မှာဒီဗုဒ္ဓဘာသာကျမ်းစာတွေမှာတော့တာဝရိန္ဒနတ်ပြည်ကြွတယ်လို့သိချပါတယ်ဘိဓမ္မာတရားဟောတယ်လို့ပါတယ်အဲ့ဒါကိုလက်မခံခြင်းနဲ့နိုင်ငံသားတွေကြတော့ခေဝင်လေးပဲပြထားတယ်9ဝါမြောက်ပျောက်နေဒါမျိုးကလည်းရှိသေးတာဒါယုံနဲ့မယုံတဲ့လူနဲ့သူကသူဒါတော့ရှိနေမှာလောကကြီးမှာအဲ့ဒီမှာမြတ်စွာဘုရားဗိဓမာတရားတော်ကိုဟောတယ်ဆိုပါစို့ဟောတယ်သုံးလောက်ဟောတဲ့အခါမှာဒီရသောအဖြစ်တော့အဗိဓမာတရားတက်တက်ကြီးပဲ non stop မယမနာအဗိဓမာကြီးပဲဟောတယ်လို့ဒီလိုပြောကြတယ်သို့တော်လည်းပဲမစ္စည်းမပဏ္ဏတမစ္စည်းမပါဠိမစ္စည်းမနိကေပါဠိတော်မှာဒီလောမတကိဉ္ကိယဗတ္တိကာရတသုတ်ဗတ္တိကာရတသုတ်ဆိုပါစို့လောမတကိဉ္ကိယဗတ္တိကာရတသုတ်ပါမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကြွပြီးတော့ပန္နုကပလကြောက်ပြပေါ်မှာထိုင်ရင်ဗတ္တိကာရတသုတ်ကိုဟောသွားတာကိုနားလဲရတဲ့နတ်သားတယောက်ကဉာဏ်တော်တစ်ပါးကိုလာပြောတာဆောက်တော့အဘိဓမ္မာတရားကြီးဟောတာမဟုတ်ဘူးဂျားထဲမှာညှပ်ပြီးတပြင်းတရားတွေလည်းဟောတယ်လို့မှတ်သားကြရမယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်ဗတ္တိကာရတသုတ်ဆိုတာအကောင်းဆုံးသောညတညဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်ဖို့ဟာသူရရှိလာတဲ့ညဟာတကယ်အကောင်းဆုံးသောညလို့ဒီလိုဆိုရ
အဲ့တော့မြတ်စွာဘုရားအဘိဓမ္မာတရားတာဝရိန္ဒနတ်ပြည်မှာပေါင်းလို့ရဲ့အလယ်မှာအဘိဓမ္မာတရားကိုဟောတယ်အဘိဓမ္မာဆိုတာအလွန်လေးနက်တဲ့ယုတ်နဲ့နံနဲ့ပတ်သက်ပြီးတော့ခွဲခြားစိတ်ဖြာပြီးတော့ဟောတဲ့တရားပဲလူတွေရဲ့တဏ္ဍမှာရှိတဲ့ယုတ်တရားလူတွေရဲ့တဏ္ဍမှာရှိတဲ့နံတရားဒါတွေကိုအသေးစိတ်ခွဲခြားပြီးနည်းမျိုးစုံနဲ့ချက်တွင်ပြီးတော့ဟောတာဒီပဋ္ဌာန်းတရားတော်ကြီးများအပါအဝင်ပေါ့အဘိဓမ္မာ9ကျမ်းဓမ္မသင်္ကနီဝိပင်ကဓာတုကထာပုဂ္ဂလပညာယမကကထာဝတ္ထုယမကပဋ္ဌာနာဆိုတဲ့ဒီအဘိဓမ္မာ9ကျမ်းကိုတာဝရိန္ဒနတ်ပြည်မှာနတ်ပြည်မှာတို့ရဲ့အလဲဟောတဲ့ရပေါင်းကဘယ်လောက်ရှိလဲလို့ဆိုဒါစဟောတာ non stop တော့မဟုတ်တော့ဟောတာစဟောတာရပေါင်း90ပေါ့3လဆိုတော့ရပေါင်း90ဟောတယ်လို့ပြောအဲ့ဒါလို့ဟောတဲ့အခါမှာဒီနတ်တိပြမတွေဟာဂရေပေါင်း8000ကျွတ်တန်းဝင်တယ်လို့ဒီလိုဆိုဂရေနဲ့8000ကျွတ်တန်းဝင်တယ်မေရောမာယာကနေဖြစ်လာတယ်မေရောမိတ္တဟာလည်းသောတပန်ဖြစ်သွားတယ်စာထဲမှာဒီလောက်ပဲပါတာကိုဗမာလူမျိုးတွေထဲမှာဘယ်ကနေဘယ်လိုလုပ်ရပြီးတော့ပြောတယ်မသိဘူးမြတ်စွာဘုရားအဘိဓမ္မာတရားတက်ဟောပြီးမေရောကျေးဇူးကိုဆက်ထားတဲ့နှုတ်တလုံးမိုးပဲခြေသေးတယ်လို့ဆိုနောက်တလုံးမိုးထပ်ဆက်ရအောင်မဲ့အဓိပ္ပာယ်ရောက်တယ်နော်အဲ့ဒါလို့ဆိုလိုတာတော့စာထဲမှာမရှိပါဘူးအဲ့ဒါဆိုရင်နှုတ်တလုံးကဘလောက်တန်တယ်နောက်တလုံးကဘလောက်တန်တယ်ဆိုတန်ကြီးသတ်မှတ်ရမှာပေါ့အဲ့ဒီလိုသတ်မှတ်ထားတာရှိမှမရှိပဲနဲ့နှုတ်တလုံးမိုးပဲခြေတယ်နှလုံးမိုးပဲခြေတယ်လို့ပြောစရာမရှိဘူးဒီအပြောတွေကမှန်ကန်တဲ့အပြောမဟုတ်ဘူးလို့ဘာသာတရားတော်တွေထဲမှာတစ်ခါတရံကြတော့မမှန်မကန်အတွေးတွေလည်းဝင်ရောက်လာတတ်တယ်ပေါ့မြတ်စွာဘုရားအဘိဓမ္မာတရားဟောလို့မေရောမိနတ္တသောတပန်ဖြစ်သွားတာဟာနှုတ်ဘိုးမကပါဘူးအကုန်လုံးကြည်ပါတယ်လို့ပဲဒီလိုမှားရဘာလို့လဲဆိုမြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်လေဓမ္မနဲ့ကျေးဇူးဆိုင်ပညာမရှိတဲ့မိဘပညာရှိအောင်တရားမရှိတဲ့မိဘတရားရှိအောင်စွန့်ကြဲမှုမရှိတဲ့မိဘစွန့်ကြဲမှုရှိလာအောင်ဒီလိုစွမ်းဆောင်မှုပေးတယ်ဓမ္မဘက်ကနေကျေးဇူးဆက်တယ်ဆိုရင်ဒါဟာကျေးဇူးဆက်ပြီးသားရောက်တယ်လို့တာမန်အားဖြင့်နော်ကျွေးမွေးဆောင်ရှောက်ပြုစုရုံနဲ့ကတော့ကျေးဇူးကြည်တယ်လို့ပြောလို့မရဘူးတဲ့ဒီလိုပဲဟောတာရှိတယ်စာထဲမှာနော်ဓမ္မနဲ့ကျေးဇူးဆက်ရင်တော့ကြည်တယ်တဲ့ဒီလိုပဲဆိုတော့မြတ်စွာဘုရားကဓမ္မနဲ့ဆက်တာပဲလေဘာမှမကြည်စရာအကြောင်းမရှိဘူးအေးအခုလိုဝိဓမ္မာတရားကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုတာဝရိန္ဒနတ်ပြည်တက်ပြီးတော့ဟောလိုက်တာတရားတို့ရဲ့အကျိုးကျိုးပန်းအထုတ်ခြင်းတစ်မျိုးပဲဖြစ်တယ်ပေါ့ဒီအချိန်မှာအဲ့ဒီဝါတွင်မှာလူပြည်မှာအကျိုးတရားရနိုင်တဲ့ပုဂ္ဂိုလ်မျိုးမရှိဘူးနတ်ပြည်ပြမာတွေထဲမှာအကျိုးတရားရမယ့်ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒါကြောင့်မို့လို့အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အနေနဲ့မြတ်စွာဘုရားဝိဓမ္မာတရားတက်ပြီးတော့ဟောတယ်လို့ဒီလိုယူဆမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကျိုးရှိတဲ့အကျိုးရှိမှလုပ်တာများတယ်အကျိုးရှိမှပဲလုပ်တယ်အကျိုးမရှိတာမလုပ်ဘူးဘယ်ပုဂ္ဂိုလ်တွေကျွတ်တန်းဝင်မယ်ဘယ်ပုဂ္ဂိုလ်တွေကျွတ်တန်းမဝင်ဘူးဘယ်မှာကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်ရှိတယ်မရှိဘူးဆိုတာအမြဲတမ်းမြတ်စွာဘုရားကြီးရှုသုံးသပ်ပြီးတော့မှလုပ်လို့ရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့အယမ်းမဲ့လုပ်တာမဟုတ်ဘူးလူပြေမှာဝါမဆိုပဲနဲ့တာဝရိန္ဒနတ်ပြည်တက်ပြီးတော့ဝါဆိုခြင်းဟာအဲ့ဒီဝါတွင်းကာလမှာလူတွေတဲကတရားတို့တရားမြတ်ရဖို့ပုဂ္ဂိုလ်မရှိဘူးလို့ဒီလိုဆိုရပါနတ်ပြည်မှာတက်ပြီးတရားဟောရင်အခုကြီးတွေဂရေပေါင်း8000ကျွတ်တရားရတယ်မေတော်ကြီးလည်းသောတပန်ဖြစ်မယ်ဆိုတော့ဒီအကျိုးကျေးဇူးအတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတာဝရိန္ဒနတ်ပြည်တက်ပြီးတော့အဘိဓမ္မာတရားဟောပြောတာဖြစ်ပါတယ်အာဟောပဲကောင်းတဲ့တကူပြာတွေဟာပြတာတော့ဘာမှအရေးချင်းမရှိပဲနဲ့ဝါကြွားနေတဲ့တိဋ္ဌိတွေရဲ့ဒီစွန့်ရည်တတိမရှိမှုမြတ်စွာဘုရားသာသနာတော်ရဲ့ဒီစနစ်မှန်ကန်လို့လမ်းစဉ်မှန်ကန်လို့ထူးခြားလာတဲ့အကျိုးကျေးဇူးတွေကိုရှိတယ်ဆိုတာကိုထင်ရှားပြလို့၍မြတ်စွာဘုရားဟာတကူပြာတွေကပြတာဖြစ်တယ်ပေါ့အကျိုးရှိတဲ့အလုပ်ပဲလုပ်တယ်အကျိုးမရှိတဲ့အလုပ်မလုပ်ဘူးနော်တချို့နေရာမှာအကျိုးမရှိတဲ့အလုပ်လုပ်တာရှိသေးတယ်လေစိတ်ဓာတ်သူကျွယ်ရဲ့တငယ်ချင်းဖြစ်တဲ့အစိလကတ္တဗဆိုတာ
စိတ်ဓာတ်တုချေနဲ့အလွန်ရင်းနှီးတယ်အလွန်ရင်းနှီးတယ်စိတ်ဓာတ်တုချေကဗုဒ္ဓဘာသာဖြစ်တာနှစ်ပေါင်း30အဲ့ဒီအစိလကတ္တဗကလည်းလူဘဝကထွက်ပြီးတော့အစိလကယဟန်အဖြစ်ခံယူတာနှစ်30ဆိုတော့နှစ်ယောက်တွေးကြတဲ့အခါမှာပြောတယ်အေးတခါကြီးအနှစ်30ဗုဒ္ဓဘာသာဖြစ်တာဘာများအကျိုးကျေးဇူးရတော့ဆိုတပည့်တော်ကတတ္တိယအဆင့်အနာဂံအဆင့်ထီအောင်ရောက်နေပါပြီတဲ့တပည့်တော်မှာကာမဘုံကိုပြန်လို့တဲ့တန်ရောစဉ်ကျိုးဆိုတာမရှိတော့ဘူးနော်ဩရမဂိယတန်ရောစဉ်ဆိုတန်ရောစဉ်ဒီတပည့်တော်မရှိတော့အနှစ်30မှာသူရတဲ့အကျိုးကျေးဇူးဟာဒီလောက်ရှိလို့ဒါဖြင့်အစိလကတ္တဗဤကိုရောရောအနှစ်30အစိလယဟန်လောက်တာဘာအကျိုးရှိတော့ဆိုအဝိမို့ဖယ်နေရတာရဲ့အကြာကြီးထိုင်ရတဲ့အခါမှာတင်မားတွေချွတ်တက်တာရဲ့ဒါပဲရလိုက်တယ်တဲ့ဘာမှမရဘူးလေသူနော်အဝတ်ကျွတ်သွားတာအဝတ်မို့ဖယ်နေလေရလို့ဒီထိုင်ရတဲ့အခါမှာတင်မားချွတ်တက်တာပဲရှိတယ်ဘာမှမရဘူးအနှစ်30ဒီလိုဆိုတာအဲ့ဒါနဲ့သူဟာဘုရားဘာသာဖရာရဲ့တပည့်ခံယူပြီးတော့တရားကျင့်တဲ့အခါမှာယန္နာဖြစ်သွားတယ်ဒီလိုမှတ်တမ်းလည်းရှိတယ်ပေါ့အေးအကျိုးရှိရဘုရားဘာသာဝင်လုံးသည့်အတွက်ကြောင့်မိမိမှာဘာအကျိုးရှိတယ်လဲဒီအကျိုးရှိဖို့အလုပ်တစ်ခုလုပ်တဲ့ဆိုတာအကျိုးရှိဖို့လုပ်ရကိုယ့်ကိုအကျိုးမရှိသေးရင်ငါမလုပ်လို့မရှိတာလားဒီဘာသာကိုကအကျိုးမရှိတဲ့ဘာသာလားဆိုတာစဉ်းစားကြည့်ရမယ်ဘယ်လိုအကျိုးရှိအဲ့ဒီလိုမလုပ်ဘဲနဲ့အမှုမဲ့မှတ်မဲ့နေလို့ရှိရင်တော့တင်ပစုံချွတ်တက်တာတော့ပဲဖြစ်မှာပေါ့တရားထိုင်ပြီးအေးဒါကြောင့်မို့တရားချက်ခင်တော်စင်ပြိဿပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဟာအားလုံးအတွက်ရှင်ညွှန်းပြီးတော့ကြိုးစားအားထုတ်တာဖြစ်လို့ဒီဖရာဟာလောကသားတွေရဲ့ဆိုတော့လူတွေရဲ့အတွက်သာမဟုတ်ဘူးနတ်မြမာတွေရဲ့အတွက်လည်းအကျိုးပြုတဲ့လုပ်ငန်းအဖြစ်အဘိဓမ္မာတရားကိုဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်ဒီလိုမြတ်ဗုဒ္ဓရဲ့ခုံတွေခြေဆုတွေကိုမှတ်သားနိုင်ယူကြသဖြင့်မြတ်စွာဘုရားရဲ့အစွမ်းတကူဘုရားနုတ္တိဘာဝနာတရားတရားတွေဖြစ်ပွားပြီးတော့မိမိတို့ကိုယ်တိုင်လည်းပဲလောကသားတို့ရဲ့အကျိုးဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားခြင်းနဲ့စိတ်တွေဖြစ်လာပြီးတော့ကြိုးစားအားထုတ်ကြမယ်ဆိုတာဟာမတ္တမထင်ရှားလို့ဘုရားနုတ္တိကုံပွားထုံပြီးတော့မြတ်စွာဘုရားရဲ့ဒီကြီးညိုပွဲရာစွမ်းရည်တတ္တိများကိုအာယုံပြုတရားတရားတွေဖြစ်ပွားနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ယူပါဝင်းငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းညောတဗေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်းတို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနံတို့သည်
ဘဝရန်သူကောင်းစွာမဲ့သွေကြိုင်လန်း၍နေကြပါစေကုန်တည်း